ဒါဆိုရင်ကျမတို့ဆက်ပြီးတော့ကြည့်ရင်အနုတ္တယရဲ့ definition လေးတိကျနားလည်မှစာမမှာဖြေလို့ရလိမ့်မယ်တတ္တဝါတို့ရဲ့ခန္ဓာအစဉ်၌မဲ့နဲ့မပယ်အပ်သေးသည်ဖြစ်၍အဖန်တလဲလဲဖြစ်တဲ့ကိန်းအောင်နေသောကိလေသာတရားတနည်းမဲ့ဖြစ်မပယ်ရသေးသောအာစွမ်းနှင့်ပြည့်စုံသောကိလေသာတရားများနောက်တစ်ခါနံပါတ်2ကလျှောက်ပတ်သောအကြောင်းကိုမရလျင်မဖြစ်ပေါ်ကြပေလျှောက်ပတ်သောအကြောင်းကိုရလျင်ဖြစ်လက်တန့်သောသဘောတရားရှိကုန်သောတရားဒါဘာလို့ဆိုလို့လဲဆိုရင်ဒီအနုတ္တယဆိုတဲ့တရားတွေဒီတတ္တဝါတွေမှာထင်ရှားဖြစ်တာမဟုတ်ဘူးဆံရအာယုန်နဲ့တွေ့လျင်အစဉ်သင့်ဖြစ်ပေါ်လာတတ်သောကိလေသာဓာတ်တစ်မျိုးဆိုတဲ့အတွက်အနုတ္တယတရားဒီဘယ်နှပါးရှိလဲဆိုကျမတို့ကလွယ်လွယ်မှတ်ရင်အနုတ္တယဆိုဒီမှာအာစွမ်းနဲ့ပြည့်စုံသောကိလေသာကျမတို့ဒါပဲမှတ်ထားတယ်အာစွမ်းနဲ့ပြည့်စုံသောကိလေသာရဲ့ရှိမှာအာစွမ်းနဲ့ပြည့်စုံနေဆိုကိလေသာသွားမရေးနဲ့အနုတ္တယရှိဒါမှတ်ထားလိုက်ပြီးပြီပေါ့ဒါဆိုရင်အနုတ္တယတရားဘယ်နှပါးလဲဆိုကျမတို့မနေ့တော့သင်ပြီးပြီကာမရာဂ ानु တယဘဝရာဂ ानु တယပဋိက္ခ ानु တယမာနာ ानु တယဒိဋ္ဌာ ानु တယဝိသိကိစ္စ ानु တယတပါးလို့ထပ်ထည့်လိုက်အဝိဇ္ဇာ ानु တယဝိသိကိစ္စပါရင်အနောက်ကအဝိဇ္ဇာပါတယ်ဒါဆိုရင်တရကိုကောက်ကြရင်ကာမရာဂပါမယ်ကာမပါမယ်ဆိုရင်ဘာတရကိုလောဘတရကိုတခါဘဝရဲ့အနောက်မှာလဲရာဂပါထားတဲ့အတွက်ဘဝရာဂ ानु တယသည်လဲဘာတရကိုလောဘတရကိုပဋိက္ခလို့တွေ့ရင်ဘာတရကိုပဋိက္ခဆိုရင်ဒေါသဆိုတော့ပဋိက္ခလို့တွေ့ရင်ဒေါသတရကိုတခါမာနာ ानु တယဆိုရင်ဇီးကွက်အော်ပြီးမာနာ ानु တယဆိုရင်မာနတရကိုဇီးကွက်တွေပဲဆက်ပြီးဒိဋ္ဌာ ानु တယသည်ဒိဋ္ဌိတရကိုဝိသိကိစ္စ ानु တယသည်ဝိသိကိစ္စတရကိုအဝိဇ္ဇာ ानु တယဆိုရင်တော့အဝိဇ္ဇာဆိုရင်မောဟဆိုတော့မှတ်ထားရမှာပေါ့မောဟတရကိုဆိုရင်တရားတော့ကအနုတ္တယတရား9ပါးတရားကိုကြည့်ရင်ကာမရာဂ ानु တယနဲ့ဘဝရာဂ ानु တယလောဘတစ်မျိုးတည်းဆိုတဲ့ကြောင့်လောဘရဲ့ဒေါသရဲ့1 2 3 4 5 6ဆိုတရားကို6ပါးရဤတရားအနေနဲ့9ပါးတရားကိုကြရင်6ပါးဒါဆိုရင်အဲ့ဒီဟာလေးကိုအရင်ဆုံးဒီလောက်ပဲမှတ်ထားမယ်အနုတ္တယဆိုသည်မှာဒါသည်အာစွမ်းနဲ့ပြည့်စုံသောကိလေသာတရားဆိုအဲ့ဒါလေးမှတ်ထားကိလေသာရိုးရိုးနဲ့မတူเนาะဒါဆိုရင်ကျမတို့ကဒါလေးနဲ့ပြီးသွားရင်အနုတ္တယပြီးရင်ကျမတို့ကဆက်ကြည့်ရမယ်အပိုင်းကအနုတ္တယပြီးသွားလို့ရှိရင်ကျမတို့ဘာလာမလဲဆိုရင်တန်ရောစဉ်ဆိုတာကျမတို့ဆက်ကြည့်ရမယ်เนาะအဲ့တော့တန်ရောစဉ်ဆိုတာလေးကိုကျမတို့ဆက်ကြည့်ရင်တန်ရောစဉ်ဆိုတာကျမတို့သူ့မှာဥပမာလေးတွေအမြဲပါတယ်เนาะကျိုးဖြင့်ချီနှောင်တကယ်သူဆိုတော့ချီနှောင်တယ်ရစ်ပတ်တယ်လို့ပါရင်တန်ရောစဉ်ထုံးဖွဲ့တယ်ဆိုရင်ကာယကံထဟုတ်တယ်လားတန်ကွင်းချင်းဆက်တလို့ဆက်ထားတယ်လို့ပြောရင်တန်ကွင်းချင်းဆက်တလို့ဆက်ထားတယ်လို့ပြောရင်ကာကံထเนาะကာယကံထအတူတူပဲပေါ့เนาะတန်ကွင်းချင်းဆက်တလို့ထုံးဖွဲ့တယ်ဆိုရင်ကာယကံထကျိုးနဲ့ထုံးထားတယ်ကျိုးတစ်ချောင်းနဲ့တစ်ချောင်းကိုထုံးလိုက်တယ်လို့ပြောရင်အထုံးဆိုရင်ကာယကံထရှင်ဆက်ကတ်တယ်လို့ပြောရင်ယောဂဟုတ်ပြီနော်ကျိုးဖြင့်ကျိုးနေနဲ့ပါမှာပဲကျိုးနဲ့ထုံးဖွဲ့ရုံအထုံးလို့ပြောရင်ကာယကံထတန်ခွင်းချင်းဆက်တယ်လို့ဆိုရင်လေကာယကံထရစ်ပတ်ချီနှောင်တယ်လို့ပါရင်နော်တန်ရောစဉ်ဒါကြောင့်တန်ရောစဉ်ကိုကျိုးဆိုပြီးတော့တွဲလေးရှိတယ်တန်ရောစဉ်ကျိုးတွေတန်ရောစဉ်နေပတ်နေတယ်ဖရာဥပမာပြောတဲ့အခါတန်ရောစဉ်ဆိုတာကျိုးနဲ့ချီနှောင်ထားတယ်လို့ပဲတဲ့ဥပမာပြီးသွားဥပမေယမိမိကိန်းရတတ္တဝါတို့ကိုဆိုအဲ့မှာမိမိဆိုတာပါထားတယ်အဲ့ဒီမိမိဆိုတာအဲ့တန်ရောစဉ်မှာပါတဲ့တရားတွေပေါ့
တန်ရုံးစင်မှာပါတဲ့တရားဆိုတန်ရုံးစင်က10ပါးဆိုရင်အဲ့ဒီတရားရဲ့နောက်ွယ်ကတရားကိုကြည့်အကုသိုလ်စေတသိက်ထဲရပဲလာမှာပဲနော်ဒါဆိုရင်အဲ့ဒီမိမိကိန်းရဆိုတန်ရုံးစင်တရားတွေကိန်းရတတ္တဝါတို့ကိုဆိုရကြတတ္တဝါတို့ကိုပြောတဲ့အတွက်ကြောင့်လူတွေမှမဟုတ်ဘူးနတ်တွေမှမဟုတ်ဘူးဘာတွေပါအောင်လဲဆိုမြမာတွေလည်းမလွတ်ဘူးဒါအပြင်အပယ်လေးဘုံသားတွေမှလည်းတန်ရုံးစင်ဆိုတာရှိတာပဲဒါကြောင့်မိမိကိန်းရတတ္တဝါတို့ကိုဆိုတန်ရုံးစင်မပယ်နိုင်သေးတဲ့တတ္တဝါလို့ပြောရင်တန်ရုံးစင်တွေကိုပယ်ပြီးသွားတာယဟန္တာပဲရှိသေးတယ်ယဟန္တာမဖြစ်ရင်တန်ရုံးစင်ကြိုး10ချောင်းလုံးပယ်ပြီးသွားပြီယဟန္တာမဖြစ်သေးတဲ့၍ပုရုဇဉ်တွေဆိုရင်10ချောင်းလုံးသောတာပန်ဆိုရင်အဲ့ဒီမှာတချို့တဝက်ဟလာတဂရကံအနာကံတွေအထိတန်ရုံးစင်ကြိုးတွေချီနှောင်ခံရတယ်တန်ရုံးစင်ကြိုး10ချောင်းလုံးကုန်သွားတာယဟန္တာဒါကြောင့်ကျိုးပြည့်ချီနှောင်တကယ်တော့ပုရုဇဉ်တွေဆိုရင်10ချောင်းလုံးပဲသောတာပန်ဆိုရင်ရော့သွားမယ်အဲ့ဒါတွေကဆက်တင်ရတော့မယ်ဒါဆိုရင်ကျိုးပြည့်ချီနှောင်တကယ်တော့မိမိကိန်းရဆိုတာဖြစ်နေတာနော်ဒီငြိမ်ဝတ်နေတဲ့သဘောလေးပဲဖြစ်မိမိဖြစ်နေတဲ့ဟာကိုကိန်းတယ်လို့သုံးတယ်မိမိကိန်းရတတ္တဝါတို့ကိုတန်တရားဝတ်စင်းရဲကနေပြီးတော့မလွတ်အောင်လာပြီးချီနှောင်တတ်သောတရားရစ်ပတ်ချီနှောင်နေဆိုရင်ကျမတို့ကအဲ့ဒါဘာရေးရမလဲဆိုရင်တန်ရုံးစင်ထုံးဖွဲ့တယ်လို့ပြောရင်ကာယကံထမတူဘူးအဲ့ဒါမှားသွားမယ်ရှင်ဆက်ကတ်တယ်လို့ပြောရင်ယောဂနော်ရင်မှုစေတဲ့တရားလို့ပြောရင်အာတဝါဟလာခြားလဲပြီးဆွဲမြုပ်တယ်လို့ပြောရင်ဩဃမလွတ်နိုင်လောက်အောင်ဆွဲလန်းတယ်လို့ပြောရင်ဥပါဒံပိတ်ဆို့ထားတယ်တားမြစ်ထားတယ်လို့ပြောရင်အနုတယ sorry နိဝရဏပိတ်ဆို့ထားတယ်တားမြစ်တယ်ဆိုရင်နိဝရဏဆိုင်ရာအကြောင်းနဲ့မတွေ့မရှိငြိမ့်နေတယ်ကိန်းဝတ်နေတယ်ဆိုရင်အနုတယဟုတ်ပြီနော်ကျိုးနဲ့ရစ်ပတ်ထားတယ်ချီနှောင်ထားတယ်ပြောရင်တန်ရောစင်ဒါကြောင့်ကျိုးဖြင့်ချီနှောင်တကယ်တော့မိမိကိန်းရတတ္တဝါတို့တန်တရားဝတ်စင်းရဲမှာမလွတ်အောင်ချီနှောင်ထားသောတရားတန်ရောစင်သည်အဘိဓမ္မာနည်းလည်းရှိတယ်တုတ်တန်နည်းလည်းရှိတဲ့အတွက်ကြောင့်ကျမတို့ဆိုရိုးမှာသင်ပြီးမှတ်စုမှာတော့မရေးတော့ဘူးတုတ်တန်နည်းတန်ရောစင်10ပါးကြည့်ရမှာနော်တုတ်တန်နည်းတန်ရောစင်10ပါးတွေကိုပြောပါလို့ကျမတို့မေးရင်တုတ်တန်နည်းတန်ရောစင်10ပါးမှာကာမရာဂတန်ရောစင်ရူပရာဂတန်ရောစင်အရူပရာဂတန်ရောစင်ပဋိဃတန်ရောစင်မာနတန်ရောစင်ဒိဋ္ဌိတန်ရောစင်သီလပတ္တပရာမာတတန်ရောစင်ဩဒိစ္စတန်ရောစင်ဝိသိကိစ္စတန်ရောစင်အဝိဇ္ဇာတန်ရောစင်ဆိုပြီးတော့တန်ရောစင်10ပါးဓမ္မမိတ်ဆွေများဇယားမှာလည်းပါပြီးသားနော်ခုကျမဓမ္မမိတ်ဆွေတို့ရှင်ပြခြင်းလို့ကျမရေးလိုက်တာသုတ်တန်ဤတန်ရောစင်10ပါးကိုပြောပါဆိုရင်ကာမရာဂတန်ရောစင်ရူပရာဂတန်ရောစင်အရူပရာဂတန်ရောစင်ကာမရာဂလို့ပြောရင်ရာဂကိုကြည်ခြင်းအပြင်ဒါသည်တရေကိုကြည်ရင်လောဘတရေကိုဆိုတာဓမ္မမိတ်ဆွေတို့ကရာဂလေးကိုမှန်းလိုက်တာ ਨੇ လောဘတရေကိုရူပရာဂလို့ပြောရင်လေဘာပဲလေလောဘတရေကိုပဲအရူပရာဂဆိုရင်လေလောဘပဲဆိုကျမတို့ကမှတ်မှာကရာဂဆိုတဲ့စကားလုံးလေးပါလာတာ ਨੇ ကျမတို့ကလောဘတရေကိုဆိုတာသိနေရမယ်ဟုတ်ပါလားတခါပဋိကတန်ရောစင်ဆိုရင်ဘာတရေကိုဖြစ်မလဲပဋိကလို့တွေ့ရင်ဒေါသတရေကိုဒါစာကျက်နေတာနော်ကဲကျန်တာတွေဒီတစ်ခုပဲထူကြတယ်ကျန်တာတွေကြရင်ဈေးကွက်အော်တော့မှာပဲနော်ဒါဆိုရင်မာနတန်ရောစင်သည်မာနတရေကိုထူကြတာလာတော့မယ်ဒိဋ္ဌိတန်ရောစင်သည်ဒိဋ္ဌိတရေကိုတခါသီလပတ္တပရာမာတတန်ရောစင်လေဒိဋ္ဌိတရေကိုရှေ့မှာတွေ့ခဲ့တဲ့အတွက်တခါဈေးကွက်ပြန်လာပြန်ပြီဩဒိစ္စတန်ရောစင်သည်ဩဒိစ္စတရေကိုကျန်တာတွေလာပြီဝိသိကိစ္စတန်ရောစင်သည်ဝိသိကိစ္စတရေကိုအဝိဇ္ဇာတန်ရောစင်သည်မောဟတရေကိုကိုယ့်ဟာကိုအိမ်မှာလဲ
တုတ်တန်ဤတန်ရောစဉ်10ပါးရေးပြီးကိုယ့်ကိုတရေကိုရှာဒါဆိုရင်ပြန်ပြီးတော့ကျမတို့ကတူနေတဲ့အတွက်ကြောင့်ပေါင်းဆိုရင်တုတ်တန်ဤတန်ရောစဉ်10ပါးပြန်ဆိုမယ်တရား10ပါးကိုရေးတွက်ပါဆိုရင်ကာမရာဂတန်ရောစဉ်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်ပဋိကတန်ရောစဉ်မာနတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဩဒိစ္စတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်တရားကိုကောက်ပါဆိုရင်တူတာပေါင်းလိုက်တော့မယ်ကာမရာဂတန်ရောစဉ်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်သည်လောဘတရေကိုပရိကတန်ရောစဉ်သည်ဒေါသတရေကိုမာနတန်ရောစဉ်သည်မာနတရေကိုသူကဒါပဲဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်သည်ဒိဋ္ဌိတရေကိုဩဒိစ္စတန်ရောစဉ်သည်ဩဒိစ္စတရေကိုဝိသိကိစ္စတန်ရောစဉ်သည်ဝိသိကိစ္စတရေကိုဝိဇ္ဇာတန်ရောစဉ်သည်မောဟတရေကိုဘာတရေကိုဘယ်နှပါကြည့်လိုက်တော့ဒီမှာလောဘရှိမယ်1ဒေါသရှိမယ်2မာနရှိမယ်3ဒိဋ္ဌိရှိမယ်4ဩဒိစ္စရှိမယ်5ဝိသိကိစ္စရှိမယ်6မောဟရှိမယ်9ဆိုတော့တရား10ပါးတရေကို9ပါးဟုတ်ပြီနော်အဲ့တော့တုတ်တန်ဤတန်ရောစဉ်ဆိုရင်ကျမတို့အဲ့လိုဆိုရတယ်ကျမကတော့ဘယ်လိုမှတ်လဲဆိုရင်တုတ်တန်ဆိုတာကျမတို့ကတုတ်တန်ဤတန်ရောစဉ်မှာတုတ်တန်လို့ပြောလိုက်တာ ਨੇ ကျမတို့ကြားဘူးတယ်တုတ်တန်ရောအဘိဓမ္မာရောဒီဖျားရှင်ရှိစေတော့ဓမ္မတွေပဲပါထားတယ်ဟုတ်လားမသိဘူးကျမတို့အဘိဓမ္မာတမိုင်းကျောင်းမှာပြောခဲ့ပြီးပြီမြတ်စွာဘုရားရှင်45ဝါကလပ်ပလုံးဟောသမျှသောတရားတို့ကိုပြောမယ်ဆိုရင်ဝိနည်းနဲ့ဓမ္မဆိုပြီး2မျိုးပဲရှိတယ်လေဘုရားရှင်45ဝါကလပ်ပလုံးဟောထားတာဒီဝိနည်းနဲ့ဓမ္မ2မျိုးပဲရှိတယ်အဲ့ဒီမှာဝိနည်းဆိုတာယဟန်ရှင်လူတွေလိုက်နာရမယ်ကျင့်ဝတ်စည်းကမ်းတွေဖြစ်တဲ့ကြောင့်ဝိနည်းအဲ့တော့ကျန်တာတွေဖယ်လိုက်ရင်ဓမ္မတွေပဲထည့်ရတယ်ဒါကိုဘုရားရှင်လွန်တော်မူသွားပြီးတော့ပြိဋိဘံဆန်တဲ့အခါမှာအဲ့ဒါကိုတူရယူလိုက်တဲ့အခါမှာဘိတကတ်ဆိုတဲ့တောင်းနေမျိုးတူရဆုလိုက်တာကိုဘိတကတ်အားဖြင့်3ပုံဖြစ်သွားတယ်ဝိနည်းဆိုတဲ့ဒီဝိနည်းဘိတကဆိုပြီးရှိသွားတယ်ဓမ္မမှာဓမ္မထဲမှာမှလူတွေနဲ့တွေမြမာတွေရဲ့အိန္ဒြေဇယိုက်ကိုလိုက်ပြီးတော့ဟောထားတဲ့ဓမ္မတွေကိုကြာရင်တုတ်တန်တဓမ္မလို့သုံးလိုက်တယ်လူတွေနဲ့တွေမြမာတွေရဲ့အိန္ဒြေဇယိုက်တွေကိုမလိုက်ဖဲနဲ့တကယ်ရှိတဲ့ပရမတ်တဘာဝတွေကြီးပဲဟောထားတာကြာရင်အဘိဓမ္မလို့သုံးတယ်ဆိုရင်ဓမ္မမှာတုတ်တန်တဓမ္မနဲ့အဘိဓမ္မလို့သုံးတဲ့အခါမှာအဘိဓမ္မသည်တုတ်တန်တဓမ္မထဲတာလွန်မြင့်မြတ်တယ်ဆိုပြီးဒါကျမတို့ကြားခဲ့ပြီဒါဆိုရင်ကျမကတော့စာချက်တဲ့အခါမှာဒါကြောင့်အခုကျမတို့အဘိဓမ္မာသင်ရင်လည်းတုတ်တန်ပါမှာပဲတုတ်တန်သင်လည်းအဘိဓမ္မာပါမှာပဲဒါလေးသိရမယ်ဒါကြောင့်အခုကျမတို့တုတ်တန်နည်းဆိုကျမစာချက်လိုက်တဲ့အခါတုတ်တန်ဆိုတာလူတွေနဲ့တွေမြမာတွေရဲ့အိန္ဒိစရိုက်နဲ့ကြိုက်အောင်ဖျားမဟောထားဘူးလားအဲ့ဒါလေးကိုကျမကမှတ်ထားပြီးတော့ကာမ7ဘုံမှာဆိုတဲ့အပယ်4ဘုံရယ်လူဘုံရယ်နတ်ပြည်6ထပ်ရယ်ဆိုတဲ့ကာမ7ဘုံကိုချီနှောင်တဲ့ကြိုးတော့ကာမရာဂတန်ရောစဉ်ကျမမှတ်ထားလိုက်32ဘုံကိုကြည့်ရင်ကာမက7ဘုံလေရူပက16ဘုံလေအရူပ4ဘုံရှိဘူးလားဒါကြောင့်ကာမဘုံသားတွေကိုချီနှောင်ထားရင်ကာမရာဂတန်ရောစဉ်ရူပဗြဟ္မာတွေကိုချီနှောင်ထားရင်ရူပရာဂတန်ရောစဉ်အရူပဗြဟ္မာတွေကိုချီနှောင်ထားရင်အရူပရာဂတန်ရောစဉ်ဆိုပြီးတော့သုတ်တန်ဤတန်ရောစဉ်ကြရင်ကာမရာဂရူပရာဂအရူပရာဂလို့꿰တယ်လို့ကျမမှတ်ထားလိုက်တယ်ဟုတ်ပြီနော်ပြီးရင်ပဋိကတန်ရောစဉ်မာနတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်ဆိုသီလပတ္တပရမာတပါသွားတယ်ပြီးရင်ဩဒိစ္စတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်ဒါတော့မှတ်အောင်ကြည့်ရမယ်အဲ့တော့သုတ်တန်ဤတန်ရောစဉ်10ပါးကိုရရင်အဘိဓမ္မာဤတန်ရောစဉ်လည်းသူကနှမ်းရှင်ပြီးကြက်နိုင်မှတန်ရုံကြတယ်အဘိဓမ္မာဆိုတာလူတွေနဲ့တွေဗြဟ္မာတွေရဲ့အိန္ဒိစရိုက်ကိုမလိုက်ဘူးတကယ်ရှိတာဟောတဲ့အတွက်အဘိဓမ္မာဤတန်ရောစဉ်ကိုကြည့်ရင်ဓမ္မမိတ်ဆွေများသုတ်တန်ဤတန်ရောစဉ်မှာကာမရာဂတန်ရောစဉ်မရှိဘူးလားသုတ်တန်ဤတန်ရောစဉ်မှာကာမရာဂတန်ရောစဉ်ရှိတယ်လို့အဘိဓမ္မာဤတန်ရောစဉ်မှာလည်းကာမရာဂတန်ရောစဉ်ရှိတယ်ဟုတ်သလားဒါဆိုရင်ကာမအာယုန်တွေမှာချီနှောင်ထားတဲ့ဟာကိုကာမရာဂတန်ရောစဉ်ပဲလေတခါ
သုတ်တန်ဤတော့ကရူပရာဂအရူပရာဂတန်ရောစဉ်ရှိပေမဲ့အဘိဓမ္မာမှာမရှိဘူးတွေ့လားအဘိဓမ္မာကြရင်ဘာနာမည်ပြောင်းသွားလဲဆိုရင်ဘဝရာဂတန်ရောစဉ်လို့ပါသွားတယ်သုတ်တန်တုံးကရာဂပါပေမဲ့သုတ်တန်တုံးကဘာရာဂလဲရူပရာဂနဲ့အရူပရာဂတန်ရောစဉ်သုတ်တန်မှာလဲကာမရာဂရှိတယ်အဘိဓမ္မာမှာလဲကာမရာဂရှိတယ်သုတ်တန်တုံးကရူပရာဂနဲ့အရူပရာဂရှိပေမဲ့အဘိဓမ္မာနေကြလို့ရှိရင်ရူပရာဂအရူပရာဂမရှိတော့ဘဲနဲ့ဘာပြောင်းသွားလဲဘဝရာဂတန်ရောစဉ်လို့ပြောင်းသွားတယ်ဟုတ်လားရှင်နောက်တခါဆက်ကြည့်သုတ်တန်ဤတုံးကပဋိကတန်ရောစဉ်ရှိတယ်လို့အဘိဓမ္မာမှာလဲပဋိကတန်ရောစဉ်ရှိတယ်စာကြည့်အဲ့လိုကြည့်ရတယ်သုတ်တန်မှာမာနတန်ရောစဉ်ရှိတယ်လို့အဘိဓမ္မာမှာလဲမာနတန်ရောစဉ်ရှိတယ်ဟုတ်လားအဘိဓမ္မာမှာလဲမာနတန်ရောစဉ်ရှိတယ်သုတ်တန်တုံးကဒိဋ္ဌိတန်ရောစဉ်ရှိတယ်လို့အဘိဓမ္မာမှာလဲဒိဋ္ဌိတန်ရောစဉ်ရှိတယ်သုတ်တန်မှာသီလပတ္တပရမာသရှိတယ်လို့အဘိဓမ္မာမှာလဲသီလပတ္တပရမာသရှိတယ်တူနေလားမတူနေဘူးလားတူနေတယ်သုတ်တန်မှာဥဒိစ္စရှိပေမဲ့အဘိဓမ္မာမှာဥဒိစ္စမရှိဘူးသုတ်တန်မှာဝိသိကိစ္စမရှိဘူးလားရှိတယ်အဘိဓမ္မာမှာဝိသိကိစ္စရှိတယ်သုတ်တန်မှာအဝိဇ္ဇာမရှိဘူးလားအဘိဓမ္မာမှာလည်းရှိတယ်ဆိုတော့တူတာတွေကိုကြည့်ရင်သုတ်တန်မှာကာမရာဂအဘိဓမ္မာမှာလည်းကာမရာဂသုတ်တန်မှာပဋိကအဘိဓမ္မာမှာလည်းပဋိကသုတ်တန်မှာမာနအဘိဓမ္မာမှာလည်းမာနသုတ်တန်မှာဒိဋ္ဌိအဘိဓမ္မာမှာလည်းဒိဋ္ဌိသုတ်တန်မှာသီလပတ္တပရမာသအဘိဓမ္မာမှာလည်းသီလပတ္တပရမာသသုတ်တန်မှာဝိသိကိစ္စအဘိဓမ္မာမှာလည်းဝိသိကိစ္စသုတ်တန်မှာအဝိဇ္ဇာအဘိဓမ္မာမှာလည်းအဝိဇ္ဇာဆိုတူနေတာတွေရှိနေတယ်ဒါဆိုရင်မတူတာကသုတ်တန်တုံးကရူပရာဂနဲ့အရူပရာဂအဘိဓမ္မာကြရင်ဘဝရာဂတစ်ခုပဲပြောင်းသွားတယ်ဟုတ်လားဟုတ်ရဲ့လားတခါသုတ်တန်တုံးကဗါတဲ့လေဩဒိစ္စတဲ့သုတ်တန်မှာဩဒိစ္စအဘိဓမ္မာမှာကြတော့အိတ်တာနဲ့မစ္စရိယတဲ့ဟုတ်လားဒါပဲအဲ့ဒါဆိုကြက်လို့ရတယ်ဒါဆိုကျမတို့ကစာကြက်ရင်သုတ်တန်နီးတန်ရောစဉ်နဲ့အဘိဓမ္မာနီးတန်ရောစဉ်ကဏ္ဍအရေးအတွက်ကသင်ချပြောပါဆိုတစ်စိတ်ကြီးပဲဘာထူးကြလဲဆိုကျမတို့ကစောင်းပုတ်ကလေးနဲ့ကြက်လိုက်တယ်သုတ်တန်မှာရူပအရူပနှစ်ခုကွယ်အဘိဓမ္မာမှာဘဝတစ်ခုတည်းဟုတ်လားဟုတ်ရဲ့လားတခါအဘိဓမ္မာကိုကြည့်လိုက်တယ်အဘိဓမ္မာမှာအိတ်တာမစ္စရိယနှစ်ခုကွယ်သုတ်တန်မှာဩဒိစ္စတစ်ခုတည်းကျန်တာအတူတူပဲဆိုသုံးချောင်းကြက်လိုက်ပြီးပြီပေါ့ကြက်လိုက်ရင်သုတ်တန်မှာရူပအရူပနှစ်ခုကွယ်အဘိဓမ္မာမှာဘဝတစ်ခုတည်းအဘိဓမ္မာမှာအိတ်တာမစ္စရိယနှစ်ခုကွယ်သုတ်တန်မှာဩဒိစ္စတစ်ခုတည်းကျန်တာအတူတူပဲကျန်တာအတူတူပဲကိုပြောပါဆိုရင်ကာမရာဂပရိကမာနဒိဋ္ဌိသီလပတ္တပရမာသဝိသိကိစ္စအဝိဇ္ဇာဟုတ်ပြီလားဒါဆိုရင်သုတ်တန်ဤတန်ရောစဉ်နဲ့အဘိဓမ္မာဤတန်ရောစဉ်ဒီကျမကကြက်ထားတာသုတ်တန်ဤပဲကြက်လိုက်တယ်ကြက်လိုက်ရင်အဘိဓမ္မာကိုကြွလေးနဲ့မှတ်ပြီးတော့ရေးလိုက်တယ်ဟုတ်တယ်လားသုတ်တန်မှာရူပဖြစ်တဲ့ကြောင့်အဘိဓမ္မာကြရင်ဘဝရာဂရေးလိုက်တယ်တခါသုတ်တန်မှာဥဒိစ္စဆိုရင်အဘိဓမ္မာမှာအိတ်တာနဲ့မစ္စရိယကျန်တာအတူတူပဲဆိုတော့သုတ်တန်ဤတစ်ခုကြက်လိုက်ရင်အဘိဓမ္မာနီရလားမရဘူးလားရသွားပြီဒါဟိုပဲဓမ္မမိတ်ဆွေတို့ရဲ့မှတ်စုမှာကျမတို့ဟလာတန်နီးနနီးတဲ့တန်ရောစဉ်ထူးခြားချက်ဆိုမှတ်စုလေးထုတ်ပေးထားတယ်နီးနနီးတန်ရောစဉ်ထူးခြားချက်မှာပြောရင်သုတ်တန်မှာရူပအရူပနှစ်ခုကွဲဆိုတာသုတ်တန်မှာရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်ဒါပေမဲ့အဘိဓမ္မာကြရင်တော့ဘာပဲလဲဘဝရာဂတန်ရောစဉ်တစ်ခုပဲလာတယ်တဲ့ဒါကြောင့်သုတ်တန်မှာရူပအရူပနှစ်ခုကွဲအဘိဓမ္မာမှာဘဝတစ်ခုတည်းဆိုရင်ဒါစာရသွားပြန်ပြီတခါသုတ်တန်အဘိဓမ္မာမှာအဘိဓမ္မာလေးကိုအရင်ဆုံးယူလိုက်အဘိဓမ္မာမှာနှစ်ခုကွဲပြီးအိတ်တာမစ္စရိယနှစ်ခုကွဲ
တုတ်တံမှာဩဒိစ္စတခုတည်းဆိုပြီးဒီမှာအိတ်သာတန်ရောစဉ်မစ္စရိယတန်ရောစဉ်ရှိပေမဲ့တုတ်တံကြရင်ဩဒိစ္စတန်ရောစဉ်တစ်ခုပဲရှိပါတယ်တဲ့ပြီးရင်ကျန်နာတူတူပဲဆိုအဘိဓမ္မာနီးမှာပါတာရောတုတ်တန်နီးမှာပါတာရောကျန်နာတွေအတူတူပါပဲတဲ့ရမယ်နော်ဒါဆိုကျမကတော့ကျမတို့စာကြက်ရင်ကျမအဲ့လိုပဲကြက်ခဲ့တာဒါကြောင့်ကျမတို့ဒါလေးကိုကြပြလေးအနေနဲ့ကျမရေးပေးထားပါတယ်ဒါလေးကိုအခုပူဇော်ကြည့်ရရင်တုတ်တံမှာရူပအရူပနှစ်ခုကွယ်အဘိဓမ္မာမှာဘဝတစ်ခုတည်းအဘိဓမ္မာမှာအိတ်တာမစ္စရိယနှစ်ခုကွယ်တုတ်တံမှာဩဒိစ္စတစ်ခုတည်းကျန်တာအတူတူပဲဆိုရင်ကျန်တာအတူတူပဲကြမှာမေ့သွားရင်တော့မရဘူးเนาะဒီမှာမေ့ဆိုအတူတူပဲဟာကိုရအောင်ကြည့်ရမယ်ဟုတ်ပြီเนาะကဲအဲ့ဒါလေးသိသွားပြီဒီဘက်မှာခုနကတုတ်တန်ဤတန်ရောစဉ်ကိုတရေကိုကောက်တယ်လို့ပဲအဘိဓမ္မာဤတန်ရောစဉ်10ပါးကိုကျမတို့တရေကိုကောက်ကြည့်ရအဘိဓမ္မာဤတန်ရောစဉ်10ပါးကိုတရေကိုကောက်ကြည့်ခုနနီးလေးတွေသိထားရင်လွယ်ပြီပေါ့အဘိဓမ္မာဤတန်ရောစဉ်မှာကာမရာဂတန်ရောစဉ်ဒီဘာတရေကိုလဲလောဘတရေကိုဘဝရာဂတန်ရောစဉ်ကြရင်ရောလောဘပဲပေါ့ရာဂတွေပါသွားရင်ဘာကြီးပဲလဲလောဘပဲပေါ့ပဋိကတန်ရောစဉ်ဆိုရင်ဘာဖြစ်မလဲဒေါသပေါ့ဒါပဋိကလို့မြင်ကိုယ့်ကိုသိရမျက်နှာဖုံးဆွဲချွတ်လိုက်ဒေါသတရေကိုမာနတန်ရောစဉ်သည်နာမည်သူ့တိုင်းပဲမာနတရေကိုဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာသတန်ရောစဉ်သည်ဒိဋ္ဌိတရေကိုအိတ်တာတန်ရောစဉ်သည်အိတ်တာတရေကိုမစ္စရိယတန်ရောစဉ်သည်မစ္စရိယတရေကိုဝိသိကိစ္စတန်ရောစဉ်သည်ဝိသိကိစ္စတရေကိုအဝိဇ္ဇာတန်ရောစဉ်သည်မောဟသွားပြီအဝိဇ္ဇာတရေကိုမလုံးမိစေနဲ့မောဟတရေကိုသဘောပေါက်ပြီနော်ဒါဆိုရင်တန်ရောစဉ်သည်ဗိဓမာနီတန်ရောစဉ်မှာတရားက10ပါးတရေကိုဘယ်နှပါးရှိတယ်လဲလို့ခုကျမတို့ကြည့်တရေကိုကျမတို့ရေတွက်တဲ့အခါမှာလောဘ1ဒေါသ2မာန3ဒိဋ္ဌိ4အိတ်တာ5မစ္စရိယ6ဝိသိကိစ္စ9မောဟ8ဆိုရင်အဘိဓမ္မာနီတန်ရောစဉ်ဒီတရေကို10ပါးတုတ်တန်နီတန်ရောစဉ်တုံးကတရေကို9ပါးဟုတ်လားဟုတ်ရဲ့လားရပြီနော်အဲ့ဒါကိုနှစ်ခုပေါင်းလိုက်ပြီးတော့မျိုးတူကိုကျမတို့ကတုတ်တန်နီရောအဘိဓမ္မာနီမှာတရေကိုတွေမှာတူတာတွေကိုကျမတို့နာမည်တွေနှစ်ခုပေါင်းပြီးကြည့်လောဘသည်တန်ရောစဉ်ကိစ္စမတက်ဘူးလားလောဘလေတယောက်တယောက်ချစ်ခင်တွေ့တာလာပြီဆိုတဲ့လောဘသည်အပေါ်တုံးကရစ်မှုတဲ့အလုပ်ကိုလည်းအာတဝတုံးကလုပ်တယ်ခြားခြားလဲပြီးတော့ဆွဲချနေမြုပ်တဲ့ဩဃအလုပ်ကိုလောဘမလုပ်ခဲ့ဘူးလားတယောက်နဲ့တယောက်ရှင်ဆက်ကတ်ထားတဲ့ယောဂအလုပ်ကို तू မလုပ်ဘူးလားထုံးဖွဲ့တဲ့ကာယကံထာအလုပ်ကိုလုပ်တယ်ဆွဲလန်းတဲ့ဥပဒံရောလုပ်တာပဲပညာဉာဏ်မျက်စိကိုဖုံးလွှမ်းပိတ်ဆို့တဲ့និဝရဏအလုပ်လဲ तू လုပ်တယ်ဆံရเจ้าနဲ့မတွေ့ရင်တော့ငြိမ်မယ်မဲ့ဆံရเจ้าနဲ့တွေ့ရင်လှုပ်ရှားထကြွတဲ့အနုတ္တယရောရှိတာပဲဒါကြောင့်ကျမတို့အနုတ္တယနဲ့သဘောနဲ့ပြောရင်မြတ်စွာဘုရားအလောင်းတော်ယတိဟရိတယတိနော်မြတ်စွာဘုရားအလောင်းတော်နုစင်ကာလဟရိတယတိဆိုတာကောင်းကင်မြေမိုးပြန်ရှိုးနိုင်တဲ့ဇံပိန်ညင်ရတဲ့ယတိအဲ့ဒီဇံနေအထိရနေပြီဆိုတော့ तू ကသူ့မှာဟလာကာမိဆန္ဒនិဝရဏဆိုတဲ့ကာမဂုဏ်အာယုန်တွေလည်း तू ကမကြိုက်ဘူးကာမရာဂလည်း तू မှာမရှိဘူးဇံဆိုတာကာမရာဂကိုကြော်ထားတယ်ဒါကြောင့်ကာမရာဂလောဘလည်းမရှိဘူးဇံနေရထားတဲ့အတွက်ကြောင့်ဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဒီနေရာမှာ तू ကဇံနဲ့ဆိုင်ရင်မောဟမပါဘူးလေនិဝရဏတရား5ခုလုံးဇံရထားတဲ့အတွက်မရှိဘူးကာမိဆန္ဒនិဝရဏလည်းမရှိဘူးဗျာပါဒនិဝရဏလည်းမရှိဘူးဌိနမိတ်တនិဝရဏလည်းမရှိဘူးဩဒိစ္စကုတ်ကုတ်ဆនិဝရဏလည်းမရှိဘူးဝိသိကိစ္စនិဝရဏလည်းမရှိဘူးဇံဆိုတော့ဟလာအဝိဇ္ဇာនិဝရဏလည်းဒီမှာဟိုဖြစ်တာတယ်အဲ့တော့အဲ့ဒီချိန်မှာအဝိဇ္ဇာရှိနေတော့လေကာမိဆန္ဒនិဝရဏဗျာပါဒនិဝရဏတွေဒါတွေကိုသူကဇံအစွမ်းနဲ့ပယ်ထားတဲ့အတွက်အဲ့ဒီလိုဇံအစွမ်းနဲ့ဖယ်ထားတဲ့အတွက်ကာမိဆန္ဒនិဝရဏတွေသူ့မှာလာပြီးတော့ဖြစ်လို့မရအောင်
ဒါကြောင့်ဇံရထားတဲ့အတွက်ကြောင့်ကာမဂုဏ်အာယုနှစ်သက်တဲ့သဘောမရှိဘူးဒါပေမဲ့လောဘမရှိဘူးလားဆိုရှိနေတယ်ဇံအားလျော်ဆိုတာ तू အတော်ကြပယ်ထားတဲ့ကြောင့် तू ကိန်းနေတယ်အနုတယလို့ကိန်းနေတယ်တဲ့အချိန်မှာ तू ဆိုင်ရာအကြောင်းနဲ့မတွေ့မချင်းငြိမ်ပါလေဆိုင်ရာအကြောင်းနဲ့ကြာမှထကြွလာမှာဆိုတော့ကောင်းကင်မြင်ဖို့ပြန်ရှိုးနိုင်တဲ့အတွက်ဇံပိန်ညင်နေရထားတဲ့အတွက်ကြောင့်လောဘလည်းသူ့မှာမဖြစ်နေဘူးကိန်းနေတယ်ဒေါသလည်းမဖြစ်ဘူးကိန်းနေတယ်ခုနပြောတဲ့ဌိနမိဋ္ဌတို့ဥဒိစ္စကုတ်ကုတ်စတို့စသည်တွေလည်းကိန်းနေတယ်ဝိသိကိစ္စတွေလည်းကိန်းနေမြုပ်နေတာအဲ့တော့ဇံအားကောင်းနေတဲ့အတွက်ဇံမှာပါနေတဲ့ဝိတဝိစာရပိတိဒုက္ခဧကဂရဆိုတဲ့ဒီဇံအင်္ဂါတွေကဒါတွေကိုပယ်ထားတယ်မရှိဘူးလားဆိုတော့ရှိနေတယ်ဒါပေမဲ့ဒီအချိန်မှာ तू စင်ကြယ်နေတယ်အဲ့ဒီအချိန်မှာအဲ့ဒီဗာရဏသီဘုရင်ကြီးကကြည်ညိုလွန်းလို့ဒီယသိကြီးကိုသူ့ရဲ့ဥယျာဉ်မှာသတင်းသုံးခိုင်းထားပြီးတဲ့အခါသတင်းသုံးမှာဖျားဆိုပြီးတော့စွန့်ခံချိန်ကြလို့ရှိရင်တော့တပည့်တော်ရဲ့နန်းတော်ကိုအမြဲတမ်းစွန့်လူခံပါလို့ပိတ်ဖိတ်ထားတယ်နေ့တိုင်းဘုရင်ကြီးကစွန့်လောင်းနေအဲ့ဒီယသိကြီးကလည်းဖျားလောင်းတော့ယသိကြီးကလည်းကောင်းငင်ကနေပြီးတော့အဘိညာဉ်ခရီးနဲ့ဆိုဇံနဲ့အမြဲကြွနေကြတဲ့အတွက်ကြောင့်ဘုရင်ကလည်းအင်မတန်ကြည်ညိုတယ်တရက်သောအခါမှာဘုရင်ကြီးကတိုင်းပြည်ကိစ္စတွေနဲ့အရက်တစ်ပါးကိုခရီးထွက်သွားတဲ့အချိန်မှာသူ့ရဲ့မိဖုရားကြီးမုဒုလက္ခဏာမိဖုရားကြီးကိုဘုရင်ကြီးကမှားထားတယ်ငါကတော့ခရီးသွားမှာဒီနေ့တို့ရသေးကြီးကြွလာလို့ရှိရင်မင်းကဆွန်းလောင်းပေးပါဆိုတော့ရသေးကြီးအတွက်ဆွန်းလောင်းဖို့ဆိုပြီးတော့အဲ့ဒီမိဖုရားကြီးကပြင်ဆင်ထားပြီးတော့ရသေးကြီးကြွလာဖို့အချိန်ကနည်းနည်းလိုနေသေးတဲ့အတွက်သူကတလွန်ညောင်ဆောင်မှာစောင့်ရင်းနဲ့သူကလှဲလျောင်းနေတယ်တဲ့အချိန်မှာပဲယသိကြီးကကြွလာတော့ယသိကြီးကြွလာတယ်ဆိုတာကောင်းငင်ကနေသူကကြွလာတာဗနေမောက်ကနေလေတာပတင်းဝရန္တာပေါ့နော်ဗနေမောက်ကနေသူကကြွလာတဲ့အချိန်မှာယသိကြီးရဲ့ရှော်တေသင်္ကန်းဆိုတဲ့သင်္ကန်းစအတန်လေးရွှမ်းဆိုတာသူကြားလိုက်တာနဲ့ကမန်းကနန်းကြပြခဲ့ရထလိုက်တဲ့အချိန်မှာသူ့ဘော်မှာခြုံထားတဲ့ကိုယုံကရှော့ကျသွားတယ်အဲ့တော့ရှော့ကျသွားတဲ့အချိန်မှာမုရုလက္ခဏာမိဖုရားကြီးရဲ့စန့်ကျင်ဘက်ဝိတ္တဘာကအာယုအမျိုးသမီးအာယုသူမြင်လိုက်တဲ့အချိန်မှာသူ့စီမှာဇံအဘိညာဉ်နေနဲ့ပယ်ထားတဲ့အတွက်မဖြစ်နေတဲ့လောဘဆိုတဲ့ကာမရာဂဆိုတဲ့လောဘလေးကထကြွလာတယ်လောဘဖြစ်လာတော့မုဒုလက္ခဏာမိဖုရားရဲ့အစင်းကိုတက်မဲ့တဲ့စိတ်ကသူဖြစ်လာတော့တအားသူလိုချင်တဲ့စိတ်ဖြစ်လာတဲ့အချိန်မှာသူရထားတဲ့ဇံဒီကွယ်သွားတယ်ကာမိစန္ဒနိဝရဏကြောင့်ဇံကွယ်သွားပြီကွယ်သွားတဲ့အချိန်မှာအလာတော့ကကောင်းငင်ခရီးအပြန်ကြတော့ခြေလင်ခရီးနဲ့သူပြန်သွားရတယ်ဆိုတော့ဆိုလိုနေတာအဲ့ဒီမှာကာမရာဂဆိုတဲ့လောဘသည်ဆိုင်ရာအကြောင်းနဲ့မတွေ့ရင်ငြိမ်နေဆိုင်ရာအကြောင်းနဲ့တွေ့လာပြီဆိုတာနဲ့လှုပ်ရှားထကြွပြီးတော့အင်အားကြီးတဲ့ကိလေသာအဲ့ဒီခြေရစားပြီးသူစွန်းလည်းမဖုံးပေးနိုင်တော့ဘူးသူ့ရဲ့တပိတ်ကိုတခါတည်းတလို့ညောင်ဆောင်အောင်မှာထည့်ထားလိုက်ပြီးတော့မုဒုလက္ခဏာမိဖုရားကြီးကိုပဲမြည်တမ်းနေတယ်ဒါအင်အားကြီးတဲ့ကိလေသာမဲ့နဲ့မှ तू မပယ်ရသေးတာ哦ဇန်နဲ့ပဲဒီလောဘကိုဖယ်ထားပေမဲ့မဲ့နဲ့မပယ်သေးတဲ့အတွက်ဒါပြန်လဲထကြွတယ်အဲ့တော့အဲ့ဒါကြောင့်လောဘသည်ဘာလုပ်တယ်လို့ပြောရင်ကာမိစန္ဒနိဝရဏအလုပ်လဲလုပ်တယ်ကာမရာဂနုတယအလုပ်ကောလုပ်တယ်ဒါအပြင်ကာမရာဂတန်ရောစင်ရောမလုပ်ဘူးလားလုပ်တယ်နော်ဒါဆိုရင်ဒီလောဘသည်ကာမဘုံသားတွေအတွက်လဲကာမရာဂတန်ရောစင်ရူပဗြဟ္မာအရူပဗြဟ္မာတွေကြရင်လဲရူပရာဂတန်ရောစင်အရူပရာဂတန်ရောစင်ဆိုဗြဟ္မာတွေရောလွတ်စေလားမလွတ်စေဘူးဒါတုတ်တန်နည်းနဲ့ကြည်တာအဘိဓမ္မာနဲ့ကြည်ကာမရာဂတန်ရောစင်ဆိုတာအဘိဓမ္မာဆိုတာလူတွေနဲ့တွေဗြဟ္မာတွေမပါတော့ဘူးအဘိဓမ္မာဘက်ကကာမရာဂတန်ရောစင်ဆိုတာအစင်းအတန်အနှံ့ရတာအတွေ့အထိဆိုတဲ့ကာမအာယုန်ဒီပေါ်မှာလိုချင်နေတဲ့လောဘဒါကြောင့်အစင်းအတန်အနှံ့ရတာတွေနဲ့ဖွဲ့စည်းထားတဲ့တတ္တဝါတွေပေါ်မှာကျမတို့ကဒါကိုပဲငါယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါယူလိုက်တာတကယ်တော့ဒီမင်းသမီးတစ်ယောက်ဒီမင်းသားတစ်ယောက်ဒါကိုတက်မဲ့နေတယ်ဆိုရင်သူ့ရဲ့အစင်းကိုတက်မဲ့တာလားအတန်ကိုတက်မဲ့တာလားအနံ့အရတာအတွေ့အထိကိုစသဖြင့်ဒီပေါ်သွားမှာအစားသောက်တခုကိုတက်မဲ့တယ်ဆိုတဲ့နေရာမှာလဲမွန်ဟင်းကားကြိုက်ပါတယ်လက်ဖက်ရည်ကော်ဖီကြိုက်ပါတယ်နာမည်တွေမျိုးစုံတော့တက်ချင်တက်မယ်တကယ်အတေကအရသာကိုသူကြိုက်တယ်အဲ့တော့အဲ့ဒါလဲလောဘပဲဒါကြောင့်ဒီနေရာမှာရူကာမရာဂတန်ရောစင်လို့အဘိဓမ္မာမှာသုံးတဲ့အခါမှာကာမအာယုန်၌နှစ်သက်သောတက်မဲ့သောဒီလောဘသည်တ
တတ္တဝါတွေကိုချီနှောင်ထားကြတယ်ဟုတ်လားဒါကြောင့်ကျမတို့ကာမဘုံသားဆိုရင်ကာမအာယုန်တွေမှာဘယ်အာယုန်မကြိုက်ဘူးလဲဆိုအကုန်လုံးကြိုက်တဲ့အတွက်ကျမတို့တွေမှာကာမအာယုန်တွေမှာနှစ်သက်တဲ့လောဘသည်အစင်းလည်းကြိုက်တယ်အတန်လည်းကြိုက်တယ်အနံ့လည်းကြိုက်တယ်အရသာလည်းကြိုက်တယ်အတွေ့အထိလည်းကြိုက်တယ်ကျမတို့မကြိုက်တဲ့အာယုန်မှမရှိဘူးဒါချီနှောင်ထားတယ်ဒါကြောင့်ကာမဘုံသားတွေမှာချီနှောင်နေဆိုပြီးတော့ကာမဘုံသားတတ္တဝါတွေကိုချီနှောင်နေလို့ပြောရင်တုတ်တန်ဤဘက်ကပြောတာအဘိဓမ္မာနည်းကြရင်ကာမအာယုန်တွေပေါ်မှာချီနှောင်တယ်လို့ပဲပြောတယ်ပုဂ္ဂိုလ်တ attva မပါတော့ရှင်းတယ်နော်တခါတုတ်တန်နည်းနဲ့ပြောရင်ရူပဗြဟ္မာအရူပဗြဟ္မာတွေကိုချီနှောင်ထားတာရူပရာဂနဲ့အရူပရာဂအဘိဓမ္မာကြတော့ရူပဗြဟ္မာအရူပဗြဟ္မာတွေမှာရနေတဲ့ရူပဇံအရူပဇံတို့သည်ရူပဇံကြောင့်ရူပဘုံရောက်တယ်လေတတိဒုတိယဇင်မှာကျမတို့သင်ခဲ့တယ်ပထမဇံကုသိုလ်ကြောင့်ပထမဇံ၃ပုံရောက်သွားတယ်ဒုတိယဇံတတိယဇံကုသိုလ်ကြောင့်ဒုတိယဇံ၃ပုံရောက်တယ်ကြော်လိုက်တော့မယ်နံပြောက်စေလိုမှုနဲ့ရှင်နဲ့ပြင်စမဇံကုသိုလ်ကြောင့်အတ္တညတက်ကြီးဘဝရောက်သွားတယ်တာမင်ညပြင်စမဇံကုသိုလ်ကြောင့်ဝေဟဖို့ဘုံရောက်သွားတယ်တတ္ထဝရိယတတိတမာရိပညာလွန်တဲ့အနာဂံပုဂ္ဂိုလ်ကြီးရဲ့ပြင်စမဇံကုသိုလ်ကြောင့်သုဒ္ဓဝါဒ၅ပုံရောက်သွားတယ်ဒါဆိုရင်ရူပဇံနေသည်ရူပဘုံချီတယ်ဟုတ်လားအရူပဇံနေသည်အရူပဘုံဘဝကိုခြီးတဲ့အတွက်အဲ့ဒါကိုဘဝရာဂတန်ရောစဉ်လို့သုံးတယ်တုတ်တန်လို့ပြောရင်ရူပဗြဟ္မာအရူပဗြဟ္မာတွေကိုခြီးတယ်လို့သုံးတယ်အဘိဓမ္မာဘက်ကပြောရင်ရူပဇံအရူပဇံတို့သည်သူတို့ရဲ့ဘုံဘဝတွေကိုခြီးနှောင်ထားတဲ့အတွက်သူ့ကိုဘဝရာဂတန်ရောစဉ်ရှင်းတယ်နော်ဒါကြောင့်စာကြက်လိုက်တဲ့အခါမှာတုတ်တန်မှာရူပအရူပနှစ်ခုကွဲအဘိဓမ္မာမှာဘဝတစ်ခုတည်းဆိုတာဒါကိုဆိုလိုနေတာဟုတ်ပြီနော်ဒါဆိုရင်ကာမရာဂတန်ရောစဉ်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်ဒီဘက်ကလည်းကာမရာဂတန်ရောစဉ်ဘဝရာဂတန်ရောစဉ်တရကိုကြည့်ရင်လောဘကြီးပဲဆိုတော့ကျမတို့လောကမှာအခုပြောနေကြတယ်အဘိဓမ္မာမသိခင်တုန်းကနေ့ပေါ်မှာငါတန်ရောစဉ်ရှိလိုက်တာတခါလေးပြောတယ်တန်ရောစဉ်ဖြစ်နေပြီတန်ရောစဉ်ရှိနေပြီမွေးထားတဲ့ကြောင်လေးတွေခွေးလေးတွေတန်ရောစဉ်ဖြစ်နေပြီဒီအိမ်လေးကိုတန်ရောစဉ်ဖြစ်နေပြီသွားလေသူကြီးခေါင်းချခဲ့တဲ့အတွက်ဒီနေရာဒီအရက်ကိုတန်ရောစဉ်ဖြစ်နေပြီလို့ပြောရင်ကျမတို့ပြောနေတဲ့အသုံးတွေသည်လောဘကိုပဲသုံးနေတာဟုတ်လားဒီအရက်ဒီအိမ်လေးကိုဆိုဒီအိမ်လေးမှာနေရတဲ့အစင်းဒီအိမ်လေးမှာရှိနေတဲ့အတန်းဒီအိမ်လေးမှာရှိတဲ့အနက်အရသာအတွေ့အထိဒီပေါ်မှာဆွဲလန်းတာမဟုတ်ဘူးလားမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေချစ်တယ်ဆိုရင်လေသူ့ရဲ့အစင်းအတန်အနံ့ရတာကိုချစ်တယ်ကာမရာဂတန်ရောစဉ်ပဲလေသူ့မျက်နှာလေးမြင်နေရတာစိတ်ချမ်းသာတယ်တန်ရောစဉ်ဖြစ်နေအဲ့ဒါကာမရာဂပဲမဟုတ်ဘူးလားအဲ့ဒါကြောင့်ကာမရာဂတန်ရောစဉ်နဲ့တယောက်တယောက်ကျမတို့အဘိဓမ္မာမသိငင်ကပြောနေတာဒီလောဘဖြစ်နေတယ်ချစ်ဖြစ်နေတာတွေ့တာနေတာကိုပဲတန်ရောစဉ်ဖြစ်တယ်လို့ပြောတယ်ခုအဘိဓမ္မာသိရင်လောဘကမှတန်ရောစဉ်လို့ကျိုးလို့ချီနှောင်တာမဟုတ်ဘူးတဲ့ဒေါသကလည်းချီနှောင်နေတဲ့ဟောပဋိကတန်ရောစဉ်ပဋိကတန်ရောစဉ်ဒီဒေါသတရေကိုဆိုတဲ့အတွက်ဒေါသဒီလေချီနှောင်နေဒါဟိုပဲဒေါသဖြစ်လာရင်မကျေနပ်တယ်မကျေနပ်ဘူးဆိုရင်အဲ့ဒီအာယုံကိုမနစ်သက်တဲ့သဘောလေးဖြစ်လာအဲ့ဒီအာယုံလေးကကိုယ်စိတ်ကိုချီမထားဘူးလားဒီဟာလေးရဖြေလို့မရအောင်မကျေနပ်တာတပြစ်တောက်တောက်တွေးလိုက်တာနဲ့တောက်တစ်ခေါက်ခေါက်ဟလာဝမ်းနဲ့စရာဆိုလဲဒီအာယုံတွေးလိုက်တာနဲ့မျက်ရည်တွေ့ကြလာတယ်တဲ့ဒေါသဆိုရင်လဲရှူးရှဲရှဲဖြစ်လာတာတခါတလေဒီအာယုံဖြောက်လို့မရအောင်ဒေါသထွက်နေတာနော်တဲ့ဒေါသနဲ့တနှုံနှုံနဲ့ငါဒီလိုပြန်မပြောလိုက်မိလေချင်းငါဒီလိုပြန်လုပ်လိုက်ရင်ကောင်းမှာပဲဆိုအတွေးနဲ့အိတ်သွားတယ်အိတ်ပြောသွားတယ်အိမ်မက်ထဲမှာဒီလူကိုပြန်လဲတွေ့ရောအိမ်မက်ထဲမှာနဗန်ကျင်းတာဟိုဘက်ဒီဘက်လက်သီးတွေထိုးစသည်ဖြင့်တကယ်တမ်းကျတော့အိမ်မက်မဲ့ရင်နဲ့ရောင်ပြီးတော့ဘေးကလူကိုပါအဲ့နဗန်ကျင်းတယ်လို့ဟလာဖြစ်သွားတယ်ဗါတွေရောဖြစ်မနေဘူးလားတခါလေတောက်တွေဗါတွေထားခောက်ပလိုက်တာအဲ့ဒါဘာလဲဒေါသလည်းကိုယ်ခြီထားရင်ပဋိကတန်ရောစဉ်ဒါကြောင့်စာမေးပွဲတွေမှာကျမတို့ကချစ်တာကိုပဲတန်ရောစဉ်ထင်တယ်အမုန်းတရားဒေါသကလည်းတန်ရောစဉ်မဖြစ်နေဘူးလားဒါကြောင့်အမုန်းတန်ရောစဉ်ဆိုပြီးရှိပါသလားဆိုရင်ကျမတို့ကရှိပါတယ်တုတ်တန်နည်းမှာလည်းအမုန်းဆိုတဲ့ပဋိကတန်ရောစဉ်အဘိဓမ္မာနည်းမှာလည်းပဋိကတန်ရောစဉ်ရှိတဲ့အတွက်ကြောင့်အချစ်တွေမှတန်ရောစဉ်မဟုတ်အမုန်းလည်းတန်ရောစဉ်ရှိပါတယ်လို့ဖြေရမှာဒါစာမွေးမေးခွန်းကြဒီလိုလာတာပဲအဘိဓမ္မာဆက်သင်လိုက်တဲ့အခါလောဘကမှတန်ရောစဉ်ဒေါသကမှတန်ရောစဉ်မဟုတ်ဘူးမာနကရောတန်ရောစဉ်ပဲအဲ့မာနတို့ခြီထားတာပဲ
ဒါကြောင့်လူတွေကိုမတူသလိုမတန်သလိုခက်ထန်နေတဲ့တော့မာနလေးဖြစ်နေတချို့ကယာဒူးကြီးတဲ့အတွက်ကြောင့်မာနဖြစ်နေတချို့ကကြတော့လေဥစ္စာပေါ်တဲ့အတွက်ကြောင့်ဒါမာနငါချမ်းသာတယ်ငါတို့ကတထေးငါတို့ကဘလို့သုံးတာဘလို့ကားကြီးစီးတာဒါကြောင့်မတူမတန်မာနထန်နေသူတူးမာရောတန်ရောစီမာနကခြီထားလားဆိုခြီတာပဲမာနတန်ရောစီရှိတာပဲနောက်တစ်ခါအယူအဆတစ်ခုကလည်းဒီအယူအဆနဲ့ခြီနှောင်မထားဘူးလားနွားကြီးခွေးချင်းကလည်းခြီနှောင်မထားဘူးလားဟောဩဒိစ္စကလည်းခြီနှောင်တာပဲတဲ့ဝိသိကိစ္စကလည်းခြီနှောင်တယ်လို့အိတ်တာနဲ့မစ္စရိယရောခြီနှောင်တယ်တဲ့မတိမှုကလည်းခြီနှောင်တယ်ဆိုပြီးတော့အဘိဓမ္မာနီးမှာတန်ရောစဉ်10ပါးရှိတယ်လို့တုတ်တံမှာလည်းတန်ရောစဉ်10ပါးလက်ဒီတုတ်တန်ဤတန်ရောစဉ်10ချောင်းကိုနောက်ွယ်ကိုဖွင့်ကြည့်လိုက်9ပါးတရားအကုသိုလ်စေတသိက်9ပါးအဘိဓမ္မာနီးတန်ရောစဉ်ကိုနောက်ွယ်ကိုဖယ်လိုက်ရင်အကုသိုလ်စေတသိက်10ပါးလာတွေ့တဲ့အတွက်အဲ့ဒါဒီတန်ရောစဉ်ပိုင်းဆိုင်ရာဒီလေစာမေးပွဲမှာတအားမေးတဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒီအဲမှာမှအဲ့တော့တုတ်တန်ဤပဲဖြစ်စေဗိဓမာပဲဖြစ်စေလောဘဖြစ်ရင်ဘာလို့တဲ့တတ္တိရှိတယ်လဲချီနှောင်တဲ့တတ္တိလည်းရှိသေးတယ်ဒေါသဖြစ်ရင်ရောချီနှောင်တယ်မာနဖြစ်ရင်လည်းချီနှောင်တယ်အဲ့ဒီသဘောလေးနဲ့ဆင်ခြင်ကြည့်ဒါကြောင့်တွေ့တတ်တယ်ချစ်တတ်တွေ့တာတတ်တဲ့သဘောဒီရစ်ပတ်တတ်တယ်မှတ်လားရစ်ပတ်တတ်တယ်လို့သတိထားအဲ့ဒီလောဘဒီရင်မှုတဲ့အဆင့်အာတဝအဆင့်တိတ်မဆိုးသေးဘူးဩဃအဆင့်ပြောက်လာရင်ရုံးမထွက်ချင်နိုင်တော့ပြီးရင်သူကဆွဲချနှိမ့်မြုပ်တော့မယ်ယောဂဖြစ်သွားရင်ရှင်ဆက်ကတ်ထားမယ်ကာယကံထဖြစ်သွားရင်ထုံးဖွဲ့ချီနှောင်မယ်ကာမှုပါဒံဖြစ်ရင်သေခံတော့မယ်ဟုတ်လားအဲ့ဒီပုံစံမျိုးကြည်လာရင်နောက်ဆုံးကာမိဆန္ဒနိဝရဏဆိုရင်ကုသိုလ်ဖြစ်လို့မရဘူးအနုတ္တယဆိုရင်ဆိုင်ရာအကြောင်းနဲ့ခုနေကြည့်ရင်တော့ဆရာမတော်ခင်လာတင်လဲလောဘမရှိတယ်လို့ဆိုင်ရာအကြောင်းနဲ့တို့ရောလောဘထလာမှာပဲဒါဆိုရင်ကြည့်လိုက်တာနဲ့ဒီဒေါသဖြစ်เสียရှင်ဒေါသဖြစ်လာရင်လည်းအဆက်ကွဲမလားမကွဲဘူးလားတချို့ဆိုရင်ဒီဒေါသကြောင့်ဟလာသူတော်ကောင်းကြီးတွေတရားတွေကျင့်နေတယ်ဆိုရင်ဒေါသကြောင့်တစ်ခါတလေဖြစ်သွားတာတွေပောက်ကွဲသွားတာတွေဆိုရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာတွေရောမရှိဘူးလားနော်ဒါမျိုးလေးတွေတတိထားရမယ်ကဲနောက်တစ်ခါအဲ့ဒါမျိုးတွေရှိလာပြီးတဲ့အခါဒီကျိုးတွေကိုတဲ့အဲ့ဒီတန်ရောစဉ်ကျိုးတွေကိုဘာနဲ့သာဖြတ်နိုင်မလဲဆိုရင်အရိယာမဲ့နဲ့သာလင်ဖြတ်နိုင်တယ်တဲ့အဲ့တော့အဲ့ဒီကျိုးတွေမှာအဲ့တော့အဘိဓမ္မာနီတန်ရောစဉ်ကိုဖယ်လိုက်ပြီးတော့တုတ်တန်နီတန်ရောစဉ်နဲ့30ပုံကိုချီနှောင်ထားသောကျိုးဘယ်နဲ့ချောင်းလဲလို့ပြောရင်10ချောင်းပဲဖြေရမှာလေ30ပုံကိုချီနှောင်ထားသောကျိုးတွေကိုပြောပါဆိုရင်တုတ်တန်နီတန်ရောစဉ်နဲ့ကပြောမှာပေါ့အဲ့ဒီထဲမှာကာမ17ပုံကိုချီနှောင်ထားတဲ့ကျိုးတွေကိုပြောပါဆိုရင်ဘာဖြစ်မလဲကာမ17ပုံကိုချီနှောင်ထားသောကျိုးမှာအပယ်လေးပုံလူပုံဟလာနတ်ပြည်6ထပ်ဆိုတဲ့ကာမ17ပုံကိုချီနှောင်ထားတဲ့ကျိုးတွေကိုပြောပါဆိုရင်ကာမရာဂတန်ရောစဉ်ဟုတ်တယ်လားပြီးပဋိကတန်ရောစဉ်ဒေါသစိတ်နဲ့ဒေါသကြီးငရဲကြတာမဟုတ်ဘူးလားတခါဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရာမာတအဲ့ဒီဒိဋ္ဌိကကြရင်လေအပယ်လေးပုံကြတယ်လေဒိဋ္ဌိကိုမပယ်ရင်ဘယ်ပဲကြမလဲအပယ်ကြမှာပဲဝိသိကိစ္စမပယ်ရောအပယ်လေးပုံကြမှာပဲဒါဆိုရင်ကာမဘုံကိုချီနှောင်တဲ့ကျိုးဆိုရင်ကာမရာဂတန်ရောစဉ်ရဲ့ပဋိကတန်ရောစဉ်ရဲ့ဒိဋ္ဌိတန်ရောစဉ်ရဲ့သီလပတ္တပရာမာတတန်ရောစဉ်ရဲ့ဝိသိကိစ္စတန်ရောစဉ်ဆိုပြီးတော့ကာမ17ပုံကိုချီနှောင်ထားသောကျိုးဘယ်နဲ့ချောင်းလဲ5ချောင်းဟုတ်ပြီနော်ဗြဟ္မဘုံကိုချီနှောင်ထားတဲ့ကျိုးတွေကိုပြောပါဆိုရင်ဗြဟ္မဘုံချီတာသည်ရူပဗြဟ္မာအရူပဗြဟ္မာတွေကိုချီမာသည်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်ဗြဟ္မာကြီးတွေမပြောနဲ့ကျမတို့အနာဂံဆိုရင်ကာမဘုံမလာတော့ဘူးလေအနာဂံကြီးတယောက်သေလွန်သွားရင်သူကကာမရာဂကိုပယ်ပြီးသွားပြီဗျာပါဒကိုပယ်သွားတဲ့အတွက်ကြောင့်အနာဂံဆိုရင်ဗြဟ္မဘုံပဲသွားတာမဟုတ်ဘူးလားအဲ့တော့အနာဂံနေမှာဘာတန်ရောဗြဟ္မဘုံသွားတဲ့အတွက်ကြောင့်ဘာကျို့သူမဖြတ်သွားနိုင်ဘူးလေရူပရာဂနဲ့အရူပရာဂမဖြတ်နိုင်သေးဘူးတခါမာနဆိုတာဒီအရဟတမေနဲ့မှာပျောက်တာလေဒါကြောင့်အနာဂံကြီးမှာလည်းဘာရှိလဲမာနရှိတယ်လို့ဗြဟ္မာကြီးတွေမှာလည်းမာနရှိတယ်ဟုတ်ပြီနော်နောက်တစ်ခါဥဒိစ္စကလေယဟန္တာဖြစ်မှာပြုတ်တာသူလည်းဘယ်ရမှာပဲလေရူပဗြဟ္မာအရူပဗြဟ္မာဘုံချီနှောင်းအဝိဇ္ဇာဆိုတာလေအရဟတမေနဲ့မှာပျောက်တာဖြစ်တဲ့အတွက်ကြောင့်
အထက်ဆိုတဲ့မြမာဘုံကိုချီနှောင်ထားတဲ့ကျိုးလေဘယ်နဲ့ကြောင်းလဲ၅ကြောင်းအဲ့ဒီ၅ကြောင်းပြောပါဆိုရင်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်မာနတန်ရောစဉ်ဩဒိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ဒါကြောင့်အောက်ဘုံဆိုတဲ့ကာမဘုံကိုချီနှောင်တဲ့ကျိုးကိုတဲ့ကျမတို့ဟလာကာမဘုံကိုဆက်သွယ်ပေးတဲ့ကျိုးကိုဩရံဘာဂိယတန်ရောစဉ်လို့သုံးတယ်သုတ်တန်ဤတန်ရောစဉ်တို့တွင်ကာမဘုံနဲ့ဆက်သွယ်ပေးတဲ့ကျိုး၅ချောင်းကာမဘုံဆိုတာအောက်ဖို့တွေကိုချီနှောင်ထားတာဖြစ်တဲ့အတွက်ဒါကိုဩရံဘာဂိယလို့သုံးတယ်မှတ်မိခြင်းလဲမှတ်မိမမှတ်မိလဲဒါကြားမှုအောင်မှတ်ထားလိုက်နော်ဒါကြောင့်အောက်ဘုံကိုကာမဘုံကိုဆက်သွယ်ပေးတဲ့ကျိုး၅ချောင်းကိုပြောပါဆိုရင်ကျမတို့ကကာမလို့ပါတဲ့အတွက်ကြောင့်အပယ်ကာမသုဂရိ9ဘုံကိုချီနှောင်တာကာမရာဂတန်ရောစဉ်ပဋိကတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်ဒီကျိုး၅ချောင်းတို့သည်တဲ့အောက်တန်းအဖို့ဖြစ်သောဩရံဘာဂိယလို့သုံးတဲ့နေရာမှာအောက်တန်းအဖို့ဖြစ်တဲ့ကာမဘုံကိုချစ်တတ်ကျင်လေတတ်ကျက်စားတတ်တဲ့အတွက်ဩရံဘာဂိယတန်ရောစဉ်ခေါ်ပါသည်တဲ့အထက်ကိုဩဒံလို့သုံးတယ်နော်ဒါကြောင့်ဩဒံဘာဂိယတန်ရောစဉ်ကိုပြောပါဆိုရင်အထက်ကိုချီနှောင်ထားတာဆိုရူပနဲ့အရူပကိုချီနှောင်တဲ့ကျိုး၅ချောင်းမှာဆိုကြံနာတွေယူလိုက်ပဲမဟုတ်ဘူးလားဒါဆိုရင်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်မာနတန်ရောစဉ်ဩဒိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်၅ပါးသည်အထက်တန်းအဖို့ဖြစ်သောဗြဟ္မဘုံဖြစ်သောရူပအရူပဘုံတွေမှာဖြစ်တတ်ကျင်လေတတ်ကျက်စားတတ်တဲ့အတွက်သူ့ကိုဩဒံဘာဂိယဟုတ်ပြီနော်ရူပဘုံကိုချီနှောင်တယ်အရူပဘုံကိုချီနှောင်တယ်ဆိုရင်ရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာဒီထိရပြီနော်အဲ့ဒီမှာမှကာမကဘယ်နှဘုံရှိလဲကာမက7ဘုံကာမ7ဘုံမှာတဲ့အပယ်လေးဘုံကိုချီနှောင်ထားတဲ့ကျိုးတဲ့ပြောရင်အပယ်ဘုံကိုကြတာသောတာပန်ဖြစ်အပယ်ကြသေးလားသောတာပန်ဖြစ်အပယ်တကားပိတ်တယ်လို့ကြားဘူးရေသောတာပတ္တိမက်ကဖြတ်လိုက်တာအပယ်ကြစေတာဒိဋ္ဌိနဲ့ဝိသိကိစ္စလေသောတာပန်ဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်ပြီးတယ်လို့ကြားဘူးတယ်မဟုတ်ဘူးလားအဲကြောင့်သောတာပန်တယောက်ဒီအပယ်ကြရုံထုံးစံမရှိဆိုရင်အပယ်လေးဘုံကိုကြစေတာဒီဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဝိသိကိစ္စဒါဆိုရင်အပယ်လေးဘုံကိုချီနှောင်တဲ့ကျိုးလို့ပြောရင်ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်အဲ့ဒီကျိုးကိုဘာနဲ့ဖြတ်တယ်လဲသောတာပတ္တိမက်နဲ့ဖြတ်ထားတယ်ဟုတ်လားရှင်ဒါဆိုရင်သောတာပန်ဖြစ်သွားရင်ကာမ7ဘုံမှာဘယ်ဘုံကလွတ်သွားလဲအပယ်လေးဘုံကလွတ်သွားပြီးတော့သောတာပန်ဒီကာမ7ဘုံကနေဘယ်နှဘုံမှာနေသေးလဲကာမတုဂတိ9ဘုံသွားသေးတာပေါ့နားလည်ပြီနော်ဒါဆိုရင်သောတာပတ္တိမက်နဲ့ပယ်လိုက်တာအပယ်ကြစေနိုင်တယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိတန်ရောစဉ်ဒီဒိဋ္ဌိတရေကိုသီလပတ္တပရမာတတန်ရောစဉ်လဲဒိဋ္ဌိတရေကိုမဟုတ်လားဒိဋ္ဌိတရေကိုရှိတဲ့ကျိုးက2ချောင်းလေဒါကြောင့်ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ပြီးရင်ဝိသိကိစ္စတန်ရောစဉ်ဒီအပယ်ကိုချီနှောင်ထားတဲ့ကျိုးဒီကျိုးကိုသောတာပတ္တိမက်နဲ့ဖြတ်လိုက်တဲ့အတွက်ကြောင့်သောတာပန်ဒီအပယ်မကျဒါဆိုခုကျမတို့တွေကဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဝိသိကိစ္စကိုကျမတို့ဖြတ်ပြီးပြီလားသောတာပတ္တိမက်မှမရသေးမဖြတ်နိုင်တဲ့ကြောင့်ဒီအယူအဆနဲ့ယုံမတန်တရားဖြစ်မှုဝိသိကိစ္စကြောင့်အချိန်မရွေးကျမတို့အတွက်အပယ်လေးပုံသွားလို့ရလားမရဘူးလားကျမတို့အပယ်လေးပုံရအောင်ချီနှောင်ထားတဲ့ကြိုးဒီအဲ့ဒီ2ချောင်းပဲဟုတ်ပြီနော်ဒီ3ချောင်းပဲ sorry ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမာတတန်ရောစဉ်ဝိသိကိစ္စဒါကြောင့်အခုဖျားရှင်ရဲ့အဆုံးအမတရားတော်တွေကိုအခုလိုအဘိဓမ္မာတွေအနေနဲ့သင်ခွင့်ကြားခွင့်ရလာတဲ့အချိန်မှာကျမတို့အယူလွဲတာသိမရှိတော့ဒိဋ္ဌိတန်ရောစဉ်မရှိတယ်လို့သီလပတ္တပရမာတလည်းကျမတို့မရှင်းဘူးဆိုပြီးဒါပေမဲ့ကျမတို့မှာဝိသိကိစ္စတော့ဉာဏ်မမြင်ဝင်နိုင်လားမဝင်နိုင်ဘူးလားဒါကြောင့်ကြောက်เสียကောင်းတယ်ဆိုတာသိရမယ်ကဲနောက်တစ်ခါဒါဆိုရင်ကာမ7ဘုံလုံးကိုချီနှောင်တာဆိုကျိုး၅ချောင်းဟုတ်ရဲ့လားခေါင်းစဉ်မှာကာမဘုံနှင့်လို့ရေးပေမဲ့ဓမ္မမိတ်ဆွေတို့ကသဘောပေါက်ကာမဘယ်နှဘုံရှိလဲ7ဘုံကာမ7ဘုံနဲ့ဆက်သွယ်ပေးသောကျိုးလို့ပြောရင်၅ချောင်းဖြေလိုက်ရမှာဟုတ်ပြီနော်ကာမ7ဘုံထဲမှာမှအပယ်လေးဘုံကိုဆက်သွယ်ပေးတဲ့ကျိုးဆိုရင်ဘယ်နှချောင်းဖြေရမလဲဒီ3ချောင်းဖြေရမယ်ဟုတ်လားရှင်
အပယ်လေးပုံကိုချီနှောင်တာဘာလဲတနေ့ချောင်းလေခုန9ချောင်းနဲ့က3ချောင်းပေါ့3ချောင်းကဘာတွေလဲဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမတ္တတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်သဘောပေါက်ပြီနော်ဒါဆိုရင်ကာမ7ပုံမှာအပယ်လေးပုံကိုချီနှောင်တာ3ချောင်းဆိုရင်ကာမတုဂရိ9ပုံကိုချီနှောင်တဲ့အကျိုးကိုပြောပါဆိုရင်နော်ကာမရာဂတန်ရောစဉ်နဲ့ပဋိကတန်ရောစဉ်သဘောပေါက်လားဒီထိရလားဒါဆိုရင်ဓမ္မမိတ်ဆွေများဒီဘက်ကိုကြည့်ရအောင်သုတ်တန်ဤတန်ရောစဉ်10ပါးမှာသုတ်တန်ဤတန်ရောစဉ်10ပါးမှာအပယ်လေးပုံကိုချီနှောင်တဲ့ကျိုးတွေကိုပြောပါဆိုရင်အပယ်လေးပုံချီနှောင်တဲ့တန်ရောစဉ်ကျိုးမှာဒိဋ္ဌိတရေကိုရှိတဲ့ဘာတွေလဲအပယ်လေးပုံကိုချီနှောင်တာသည်ဒိဋ္ဌိတရေကိုရှိသောဒိဋ္ဌိတန်ရောစဉ်ရဲ့သီလပတ္တပရမာတတန်ရောစဉ်ရဲ့ဝိသိကိစ္စတန်ရောစဉ်ဟုတ်လားဒီဟာသည်အပယ်လေးပုံကိုချီနှောင်တယ်ဒါမှတ်အဲ့ဒီကျိုး3အဲ့ဒီကျိုး3ညောင်းမှတ်ထားရမယ်ဒါသည်အပယ်လေးပုံကိုချီနှောင်တယ်ပယ်လေးပုံကိုချီနှောင်တဲ့ကျိုးကိုပြောပါဆိုရင်အဲ့ဒီကျိုး3ချောင်းဟုတ်ပါလားရှင်ဒါဆိုရင်ကြံနေတဲ့ကာမဘုံကိုဆက်သွယ်ထားတဲ့ကျိုးထဲမှာကာမတုဂရိ9ဘုံကိုချီနှောင်ထားတဲ့ကျိုးကိုပြောပါဆိုရင်ကာမရာဂတန်ရောစဉ်ရဲ့ပဋိကတန်ရောစဉ်ရဲ့ကာမရာဂတန်ရောစဉ်ရဲ့ပဋိကတန်ရောစဉ်ရဲ့ဘာလဲဝိစီsorry ဒီနဲ့ချောင်းမဲမဟုတ်ဘူးလားကာမရာဂတန်ရောစဉ်နဲ့ပဋိကတန်ရောစဉ်သည်ဘယ်ဘုံကိုချီနှောင်တာလဲကာမတုဂရိ9ဘုံကိုချီနှောင်တယ်ကာမတုဂရိ9ဘုံကိုချီနှောင်တဲ့ကျိုးသည်ကာမ7ဘုံကိုချီနှောင်တဲ့အထဲကဘယ်နဲ့ချောင်းလဲ2ချောင်းဟုတ်ပြီနော်ဒီတိရတယ်နော်ကဲဒါဆိုရင်ကြံတဲ့ဗြဟ္မဘုံ20ကိုချီနှောင်ထားတဲ့ကျိုးတွေဒီဘာတွေလဲရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်မာနတန်ရောစဉ်ဥဒိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်ဟုတ်ပြီနော်အဲ့ဒါကိုအပယ်လေးပုံကိုမကြအောင်အပယ်လေးပုံကိုချီနှောင်ထားတဲ့အပယ်လေးပုံကိုချီနှောင်ထားတဲ့ဒိဋ္ဌိတန်ရောစဉ်နဲ့ဒိဋ္ဌိတရားကိုရှိတဲ့တန်ရောစဉ်ကျိုး2ချောင်းဝိသိကိစ္စတရားကိုရှိတဲ့ဝိသိကိစ္စကိုဘယ်မဲ့နဲ့ပယ်လေသောတာပတ္တိမဲ့နဲ့ပယ်လိုက်တယ်သောတာပတ္တိမဲ့နဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်လိုက်နိုင်တဲ့အတွက်သောတာပန်တယောက်သည်အပယ်ကြာယုထုံစံမရှိတော့နားလည်ပြီနော်တခါကာမတုဂရိ9ဘုံကိုချီနှောင်ထားတဲ့ကာမရာဂတန်ရောစဉ်ဆိုတဲ့လောဘရဲ့ပဋိကဆိုတဲ့ဒေါသရဲ့ကိုဘယ်မဲ့နဲ့ပယ်တယ်လဲလို့ပြောရင်ဒီကာမရာဂနဲ့ပဋိကကိုပယ်လိုက်တာဒီသဂရာဂာမိမက်ကပအောင်ပဲလုပ်နိုင်တယ်လေဘာကအမြင့်ပြတ်ပယ်လိုက်တာလဲအနာဂါမိမက်ကပယ်လိုက်တဲ့အတွက်အနာဂံဖြစ်သွားပြီဆိုရင်ကာမဘုံလုံးဝပြန်မလာတော့ဘူးမဟုတ်ဘူးလားဒါဆိုရင်အနာဂါမိမက်ကဘာကိုပယ်လိုက်လဲကာမတုဂရိ9ဘုံကိုရောက်စေတော့ကာမရာဂနဲ့ဗျာပါဒဆိုတဲ့ပဋိကကိုပယ်လိုက်တာမဟုတ်ဘူးလားနားလည်ပြီနော်ဒါဆိုရင်ကာမတုဂရိ9ဘုံကိုချီနှောင်တာကကာမတုဂရိ9ဘုံကိုရောက်စေနိုင်တဲ့ကာမရာဂတန်ရောစဉ်နဲ့ပဋိကတန်ရောစဉ်အဲ့ဒီကာမတုဂရိ9ဘုံကိုဘတော်မှမရောက်အောင်ဒီကျိုး2ချောင်းကိုဘာနဲ့ဖြတ်မှရတယ်လဲအနာဂံဖြစ်မှဒါကြောင့်အနာဂါမိမဲ့နဲ့မှဖြတ်လို့ရတဲ့အတွက်အနာဂံမဖြစ်မချင်းအနာဂါမိမဲ့နဲ့ကာမရာဂနဲ့ဗျာပါဒကိုပဋိကကိုမပယ်နိုင်သေးတဲ့အတွက်ကာမတုဂရိ9ဘုံရောမသွားဘူးလားသွားမယ်ဒါရင်မြင်ရမယ်ဒါဆိုရင်ကာမ7ဘုံလုံးကိုချီနှောင်ထားတဲ့ကျိုးတွေကိုပြောပါဆိုရင်တော့အပယ်လေးဘုံကိုချီနှောင်တဲ့ဒိဋ္ဌိတန်ရောစဉ်သီလပတ္တပရမတ္တတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်ကာမတုဂရိ9ဘုံကိုချီနှောင်တာကိုပြောပါဆိုရင်ကာမရာဂတန်ရောစဉ်ပဋိကတန်ရောစဉ်ကာမတုဂရိ9ဘုံရောအပယ်လေးဘုံရောပေါင်းလိုက်ပြီးကာမ7ဘုံလုံးကိုချီနှောင်တဲ့ကြိုးပြောပါဆိုရင်တော့9ချောင်းဖြစ်သွားမယ်အဲ့ဒါဘာတွေလဲကာမရာဂတန်ရောစဉ်ရူပရာဂတန်ရောစဉ်
sorry ကာမရာဂတန်ရောစဉ်ပဋိကတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်တိလပတ္တပရမတ္တတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်ဒါဆိုရင်အနာဂံတယောက်ဒီကာမရာဂနဲ့ပဋိကကိုဖျက်လိုက်တဲ့အတွက်ကြောင့်အနာဂံဒီကာမတုဂရိ9ဘုံကိုလုံးဝမလာတော့တဲ့အတွက်ကာမဘုံလုံးဝမလာတော့တဲ့အားကြတော့အနာဂံတယောက်သိလွန်ရင်ဘယ်ရောက်သွားတယ်လဲပြမဘုံရောက်သွားပြီပေါ့ဒါဆိုရင်အနာဂံမှာကျိုးပနဲ့ချောင်းညှိခံနေရသေးလဲဆိုရင်ရူပရာဂတန်ရောစဉ်အရူပရာဂတန်ရောစဉ်မာနတန်ရောစဉ်ဩဒိစ္စတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်ဟုတ်လားရှင်အဲ့ဒီအနာဂံဒီစ조사လိုက်လို့ယဟန္တာဖြစ်သွားပြီဆိုရင်အရဟတမေရသွားပြီဆိုရင်အဲ့ဒီကျိုး၅ချောင်းကိုပယ်လိုက်တာမဟုတ်ဘူးလားအဲဆိုရင်အဲ့ဒီရူပရာဂအရူပရာဂမာနနဲ့ဩဒိစ္စနဲ့အဝိဇ္ဇာကိုဘယ်မဲ့နဲ့မှပယ်လဲဆိုအဲ့ဒီဟာကိုပယ်လိုက်နိုင်တာဒီအရဟတမေနဲ့မှပယ်တာမဟုတ်ဘူးလားဒါတွေကိုပယ်လိုက်တာဒီဒါတွေကအတူပဲရေးတော့မယ်နော်ရှုပ်သွားလိမ့်မယ်အဲ့ဒါကိုပယ်လိုက်တာဒီဘာနဲ့ပယ်တာလဲအရဟတမဲ့နဲ့ပယ်လိုက်တဲ့အတွက်ဒါကိုအရဟတမဲ့ရသွားပြီးတဲ့ယဟန္တာပုဂ္ဂိုလ်ကြရင်ဟဲ့ဒီဗြဟ္မဘုံကိုခြီးတဲ့ကျိုး၅ချောင်းလုံးကိုမပယ်လိုက်ဘူးလားပယ်လိုက်တဲ့အတွက်ကြောင့်ယဟန္တာဖြစ်သွားပြီးဗြဟ္မဘုံရောသွားသေးလားယဟန္တာဖြစ်သွားပြီးဗြဟ္မဘုံလည်းပဋိသန္ဓေနေစရာမရှိတော့ဘဲနဲ့ယဟန္တာသည်32ဘုံလုံးကလွတ်မသွားဘူးလားလွတ်သွားတဲ့အတွက်ဒီရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာဘာနဲ့ပယ်ရတာလဲအရဟတမေဟုတ်ပြီနော်ဒါဆိုရင်ဒီကျိုးတန်ရောစဉ်ကျိုး10ချောင်းကရှိနေပြီသာမေးပွဲမေခွန်းအနေနဲ့ဟလာအပယ်လေးဘုံကိုချီနှောင်တဲ့ကျိုးကိုပြောပါဆိုရင်ဒိဋ္ဌိတန်ရောစဉ်တိလပတ္တပရမတ္တတန်ရောစဉ်ဝိသိကိစ္စအဲ့ဒီကျိုး3ချောင်းကိုဘယ်ဓာတန်လျက်နဲ့ဖြတ်ပြရမလဲလို့ပြောရင်သောတာပတ္တိမေဒါဖြေရမယ်သူကျိုးကိုဖြတ်နိုင်တဲ့လက်နဲ့ပြောရပြီတခါကာမတုဂရိ9ဘုံကိုကျိုးချီနှောင်ထားတဲ့ကျိုးဘယ်နဲ့ချောင်းလဲ2ချောင်းအဲ့ဒါဘာလဲကာမရာဂနဲ့ပဋိကတန်ရောစဉ်အဲ့ဒီကျိုးနဲ့ချောင်းကိုဘယ်လက်နဲ့တဲ့ကြမှာအမြင့်ပြတ်ဖြတ်နိုင်တယ်လဲလို့ပြောရင်အနာဂါမိမဲ့ဖြစ်ဟုတ်ပြီနော်ဗြဟ္မဘုံ20လုံးကိုချီနှောင်ထားတဲ့ကျိုးဘယ်နဲ့ချောင်းလဲဆို5ချောင်းအဲ့ဒီကျိုး၅ချောင်းဒီဘာနဲ့မှပြတ်သွားလဲဆိုရင်အရဟတမေဒါဆိုအရဟတမေမရသေးတဲ့အနာဂံတယောက်မှာကျိုးဘယ်နဲ့ချောင်းကြံသေးလဲ၅ချောင်းကြံမယ်ဟုတ်ပြီနော်ပုရုဇဉ်တယောက်မှာကျိုးဘယ်နဲ့ချောင်းကြံလဲပုရုဇဉ်တယောက်မှာကြံတယ်လို့ပြောစရာမရှိ10ချောင်းလုံးရှိတယ်သောတာပန်ဆိုရင်ကျိုးဘယ်နဲ့ချောင်းဖြတ်လိုက်လဲ3ချောင်းဖြတ်တဲ့အတွက်ကြောင့်သောတာပန်ဒီကျိုးဘယ်နဲ့ချောင်းကြံလဲ9ချောင်းကြံတယ်ပြန်9ချောင်းကြံတဲ့အတွက်ကြောင့်သောတာပန်ဒီကာမတုဂရိအပယ်လေးဘုံတော့မသွားတော့ဘူးကာမတုဂရိ9ဘုံလဲသွားနိုင်တယ်ဗြဟ္မဘုံလဲသွားလို့ရသေးတယ်အနာဂံဖြစ်ရင်သောတာပန်ကပယ်ပြီးတာ3ချောင်းတဂရာဂံကြရင်မဖြတ်နိုင်သေးဘူးတွေ့လားတဂရာဂံဆိုရင် तू ကသောတာပတိမဲ့ပယ်တဲ့3ချောင်းပဲရှိတဲ့အတွက်တဂရာဂံကကာမရာဂနဲ့ပဋိကပါအောင်ပဲလုပ်တယ်လေမဖြတ်နိုင်တဲ့အတွက်ကြောင့်တဂရာဂံဒီကာမတုဂရိ9ဘုံတစ်ချိန်ပဋိသန္ဓေနေအောင်မှာဒါကြောင့်တဂရာဂံအနာဂံဖြစ်သွားရင်တော့ကာမရာဂနဲ့ပဋိကကိုပယ်လိုက်တဲ့အတွက်အနာဂံဒီကာမတုဂရိ9ဘုံကရောလွတ်မသွားဘူးလားဒါကြောင့်ကာမတုဂရိ9ဘုံကနေလွတ်စေဖို့ဆိုရင်ဘယ်ကျိုးနှစ်ချောင်းကခြီထားတာလဲဆိုရင်ကာမရာဂနဲ့ပဋိကအဲ့ဒီကျိုးနှစ်ချောင်းကိုဘာနဲ့သာပယ်နိုင်တယ်လဲအနာဂါမိမဲ့ဒါဆိုအနာဂံတယောက်ဒီကျိုးဘယ်နဲ့ချောင်းဖြတ်ခဲ့ပြီးပြီလေအနာဂံဒီသောတာပန်တုံးကသောတာပန်အစဉ်တုံးက3ချောင်းအနာဂံဘဝမှာကျန်တဲ့2ချောင်းဆိုတော့ကာမ7ဘုံကိုခြီနှောင်တဲ့ကျိုး5ချောင်းလုံးပယ်ခဲ့ပြီးပြီဒါဆိုအနာဂံမှာကျန်နေတဲ့ကျိုးကဘာလဲရူပဘုံအရူပဘုံကိုခြီထားတဲ့ကျိုး5ချောင်းကျန်တဲ့အတွက်ကြောင့်အနာဂံသိရင်ကာမဘုံမလာပေမဲ့ဗြဟ္မဘုံတော့သွားရတယ်ဟုတ်လားမဟုတ်လားအဲ့ဒီဗြဟ္မဘုံခြီတဲ့ကျိုး5ချောင်းဘယ်ဟာမှဖြတ်နိုင်တယ်လေအရဟတမေကမှဖြတ်နိုင်တဲ့အတွက်ယဟန္တာဖြစ်သွားရင်ကျန်တဲ့5ချောင်းဖြတ်ပြီးတဲ့အတွက်ကြောင့်ယဟန္တာမှာ30ဘုံခြီတဲ့ကျိုးဘာကျိုးကြံသေးလဲဘာကျိုးမှမကြံဒါကြောင့်စာမေးပွဲကြီးကြရင်သုတ်တန်ဤတန်ရောစဉ်10ပါအဲ့ဒီ10ပါကိုဖြတ်နိုင်တော့ဓာတန်လျက်တွေနဲ့တွဲပါဆိုရင်ဒ
Deity ye, Tila Bata ye, Visike Sao, Pianine, Lenega, Totabati me. Kamaragane, Padiga, Pianainaga, Anagami me. Janjonga Jao, Pianainaga, Arahatame, so in Arima, Mesea, Bama Majan Nobu, Daniels in a pate, and a combiduavi. Nalevino, Tajan, Todani, Daniels in a pate bidove, Piate Lenadine, Boni Mira. Tajan Jamaru, Masusa Oma, Jamarua, Todani, Daniels in do dream, Kama said the bongo, said the bede, Jonga Jam, Rubabo, ne Arubabo, said the bede, Jonga Jam, Jaya, Drilla, a bit of money look jailer, Mayebu, Nalevino, Tasoye, Daniels in Kesa, native Demi. Yabino, que tasoin, a bit, Kilida, Vejanoi. Kilida dea seva, Kilida surare. Tatawadu say a single, meet the poe, Buban sita, Nasa sita, Ninu sita dea, Tasoin Kilida debega, Buban sita dea so in Kilida. Ninuan sita dea sole, Kilida, Nalevino, Arago, Yaswa Pia Shinga. Upama babele me, Taja, Kileda, me, Ludone. Dan yours in giant, Pane Upama Bele, Jew, Dan yours in Jew, Kileda, me. Kileda, when labi so yin, that a warrior say a Cindy, Ejamushi, Pula me. Pula yo name a gown, now so giant ballet, Ninwalam, Chilimum Shiro. Kileda, Dayari, when lying, say a Cindy. Pulau zela me, Nin new resra, Pu Nin one lie. Gilimu, Pusemu, Mashiro, Bude. Taja, Gileda dea seva. Gileda dea seva, go, ye dray biava, so ye, Gileda dea seva, which my ye dray. Gileda dea seva, ma, a Saint Jaja do a ye dray, no? Kileda dea seva ma loba kileda doda kileda moha kileda Jamaro kileda jede kajai Jamaro agudo say they saleva meow tabiro agudo say they saleva rea council ni dongu you like the hola lottery donea loba dosato lidia doda mosato lidia moha mobula Kajang loba kileda doda kileda moha kileda pi Lottery Doma Mohula, Lottery Doma Dega, Loba Badwa Bibi Mohula, Loba Badwa Bi Bajamne, Tati ne Mana Majangla. Hola, that's when Loba or Yebi, Lottery Doma or Jama ye like that bo. Tabi me a singer or Tati ne Mana, Duaro Mana ne Tati Pietnira bo. Mana Gilida, Tati Gilida. Be Loba Bidwa Doda Mashula. Doda ma, Doda shime, Ada shime, Misseria shime, Cocosa shime. Dodo, any Ada Misseria, Cocosa di Dosa dote, ma Bani be me, Gilidarema, Mabausro, Doda veshi, Hola, Moha, Moha Jai, Ayriga, Notaba Odisam, Shula, that's why Moha, Jamara Sajadeka, Moha Gilidalu, Biobi, Tutema Bani Dadi, Parishile. Ahirika le shide, a notaba le shide, Odessa le sheso, Mosato leva a compa, Dwalama Badwala, Badwabi. Being Moha shide, more musei nabam shula, more musei nabama, we see gays at Nambione, Odessa Nambio shideli, Rojamaru, Patatele, we see gay sorry, Patatele, we see gaysa, Tatele, we see gaysa. Being Sondari say they do Maria Tina Badwari, how lashing. That's why Agudo say they saleva, Jede Hajaye, Loba Gilida, Doda Gilida, Moha Gilida, Mana Gilida, Hola, Mana Gilida, Deity Gilida, Be Wisigesa Gilida, Tina Gilida, Odessa Gilida, Iriga Gilida, Anutaba Gilida, the Lujira. Tomorrow, I love sending on Mateto, or Sergeant anything, baby. Gilida Seva, Bibo Yigili, a Saint Tujain, Gilida Seva, a Saint Jaja Yiva, Yikan Kebari. Pero Jamarua, Jamara Gilida Seva, Jay, Jama Agudo say they saliva, Jama Chile. Agudo say they saliva, Bidama, Biamiameno. Agudo say they saliva, Ma, Moha, Arika, Anutaba, Odessa, Bow, most of say they leave a hoyla. Be loba deity mana,
ပြီးရင်ဒေါသအိတ်တာမစ္စရိယကုတ်ကုတ်ဆပြီးရင်ထိနာမိတ်တဝိသိကိစ္စမရှိဘူးလားဒါဆိုရင်ဘာအကုသိုလ်စေတသိက်14ပါးပြီးသွားပြီအဲ့ဒီထဲမှာကိလေသာပါတာကိုကြည့်ရင်ဒီမှာကိလေသာ10ပါးမှာလောဘကိလေသာတဲ့ဟုတ်လားရှင်လောဘကိလေသာဆိုတဲ့အတွက်ဒီနေရာမှာအကုသိုလ်စေတသိက်14ပါးမှာဒီမှာလောဘမရှိဘူးလားလောဘပါသွားပြီဟုတ်လားရှင်ပြီးရင်ဒေါသကိလေသာရောမရှိဘူးလားဒါဆိုရင်ဒေါသစัจจิမောဟကိလေသာရောမရှိဘူးလားမောဟပြီးရင်မာနရောမရှိဘူးလားလောတရိ3ထဲမှာဒိဋ္ဌိလည်းရှိတယ်မာနလည်းရှိဟုတ်လားရှင့်ပြီးရင်ဝိသိကိစ္စတဲ့အတွက်ပြောတဲ့အတွက်ဝိသိကိစ္စရောဒီမှာအကုသိုလ်စေတသိက်14ပါးရဲ့ဝိသိကိစ္စပြီးရင်ထိနဟုတ်လားရှင့်ပြီးရင်အာဟိရိကအနုတ္တပဩဒိစ္စဒါဆိုရင်အကုကိလေသာ10ပါးမပြီးသွားဘူးလားကိလေသာ10ပါးသည်အကုသိုလ်စေတသိက်14ပါးဝယ်ကိလေသာထိုက်သောတရားကိုပြောပါဆိုရင်ကျမတို့ကဟိုလိုမကြက်တော့ဘဲနဲ့ကျမကဘယ်လိုကြက်လဲဆိုရင်မောစတုတ်4ပါးလုံးသည်ကိလေသာမထိုက်ဘူးလားအဲဆိုရင်ကိလေသာထိုက်တာကိုပြောပါဆိုရင်ကျမကစာကြက်လိုက်တယ်မောစတုတ်4ပါးလုံးကိလေသာထိုက်တယ်နောက်တစ်ခါလောတရိ3ပါးလုံးရောကိလေသာမထိုက်ဘူးလားလောတရိ3ဒေါစတုတ်4တွေကဘာပဲထိုက်လဲဒေါပဲထိုက်တယ်ဟုတ်လားစုံတရိ3ပါးတွေကဘာထိုက်လဲဌိနမိတ်တရဲ့ဝိသိကိစ္စရဲ့ဟုတ်လားဒါဆိုရင်ကျမကစာဘယ်လိုကြက်လဲဆိုရင်အကုသိုလ်စေတသိက်14ပါးထဲမှာကိလေသာ10ပါးကိုဆွဲထုတ်ရင်မောစတုတ်4လောတရိ3ဒေါထိဝိဟုတ်လားဒေါထိဝိဌိနမိတ်တတွေကထိပဲယူပါတယ်မိတ်တကြံရင်ခဲ့တယ်ဝိသိကိစ္စပါမသွားဘူးလားဒါကြောင့်ကျမစာကြက်ရင်မောစတုတ်4လောတရိ3ဒေါထိတ်ဆုံးလေးတွေပဲယူသွားတယ်ဒေါအောက်ကလည်းထိအောက်ကလည်းပါလဲဝိဒါကြောင့်အကုသိုလ်စေတသိက်14ပါးကိုသူ့အုပ်စုနဲ့သူရေးတာမှန်နေရမယ်မောစတုတ်4မောဟအိရိကအနုတ္တပဥဒိစ္စလောတရိ3လောဘဒိဋ္ဌိမာနကျမတို့စေတသိက်ပိုင်းစရာမှာအဲ့လိုပဲပါတယ်မဟုတ်ဘူးလားပြီးရင်ဒေါစတုတ်4တွေကဘာပဲယူလိုက်လဲဒေါဌိနမိတ်တတွေကဘာယူလိုက်လဲထိပြီးရင်ဝိသိကိစ္စဝိယူလိုက်တော့စာကြက်လိုက်တဲ့အခါကိလေသာဒီကိုကိလေသာ10ပါးကိုပြောပါဆိုရင်ဒီဟာကြီးကိုကြက်နေရွာလဲနေတယ်ကိလေသာ10ပါးအစင်ကြက်ကျမမကြက်တော့ဘူးဒါပဲကြက်တယ်ဒါပေမဲ့ရေးတဲ့အခါတော့လှလှလေးရေးလိုက်မှာပေါ့လောဘရေးမယ်ဒေါသရေးမယ်မောဟရေးမယ်ပြီးရင်ဒီလိုလေးတော့ရှောက်ရေးလိုက်ပြီးတော့လိုတာကြည့်ရင်ဒီထက်ပြန်ပြီးတော့လိုတာထပ်ဖြည့်ပေါ့အစင်ကြချိန်မှကြမယ်ဝိသိကိစ္စနဲ့ဌိနလည်းအစင်ကြချိန်မှကြမယ်ဟာလားကျမတို့အရေးကြီးဆုံးကလောဘဒေါသမောဟမာနဒိဋ္ဌိပြီးရင်ဟာလားဌိနရေးပြီးတော့ဝိသိကိစ္စရေးလဲရတယ်ကြိုက်တာရေးနော်ကျမတို့အဲ့လိုပဲရေးတယ်ဒါဆိုရင်အကုသိုလ်စေတသိက်14ပါးထဲမှာကိလေသာထိုက်တာဒီ10ပါးမဟုတ်ဘူးလားအဲ့ဒီ10ပါးကိုကြည့်ရင်မောစတုတ်4လောတရိ3ဒေါထိဝိဒေါထိမိလို့ဖြစ်သွားရင်မှားမယ်နော်ဒေါထိဝိဌိနနဲ့မိတ်တတွဲပြင်မယ်ဒီမှာမိတ်တမပါဘူးဒါဆိုရင်မောစတုတ်စေတသိက်4ပါးလုံးသည်ကိလေသာထိုက်လားလောတရိ3ပါးလုံးသည်ကိလေသာထိုက်လားထိုက်တယ်နော်ဒေါစတုတ်4ပါးလုံးသည်ကိလေသာမထိုက်ဘူးဒေါသပဲထိုက်တယ်ဟုတ်လားဒါဆိုရင်ဒေါစတုတ်4ထဲမှာကိလေသာမထိုက်ပဲကြံရင်ခဲ့တာဘာတွေလဲအိတ်တာမစ္စရိယကုတ်ကုတ်စာဌိနမိတ်တဝယ်ကိလေသာထိုက်တာဌိနပဲပါတယ်မိတ်တမပါဘူးဟုတ်ပြီနော်တခါဝိသိကိစ္စသည်ကိလေသာထိုက်လားထိုက်တယ်ဒါဆိုရင်အာကုသိုလ်စေတသိက်ဓာတ်မြင်မေကွန်းလာပြီအာကုသိုလ်စေတသိက်14ပါးဝယ်ကိလေသာထိုက်သောတရားဘယ်နှပါ10ပါဒါဆိုရင်အာကုသိုလ်စေတသိက်14ပါးဝယ်ကိလေသာမထိုက်ပဲကြံရင်ခဲ့တာဘယ်နှပါလဲ4ပါအဲ့နာမည်ပြောပြပါဆိုရင်အိတ်တာမစ္စရိယကုတ်ကုတ်ဆရဲ့မိတ်တာရဲ့အဲ့ဒါစာမေးပွဲမှာတအားကိုမေးတဲ့နေရာကြီးတစ်ခုအဲ့တော့စာကြက်နီးနဲ့အဲ့လိုကြက်ထားရင်အေးစစ်စစ်ဖြစ်မသွားဘူးလားအကုသိုလ်စေတသိက်14ပါးဝယ်ကိလေသာထိုက်သောတရား10ပါးအဲ့ဒီ10ပါးကို
ပြောပြပါဆိုရင်မောစတုတ်4လော်တရီ3ဒေါ်ထိဝိမမိနဲ့ဝိအဲ့ဒါတတိထားအဲ့ဒီနေရာမှားတတ်တယ်ဟုတ်ပြီနော်အကုသိုလ်စေတိတ်14ပါးဝဲကိလေသာမထိုက်ပဲကြံရစ်ခဲ့တာဒေါစတုတ်လေးတွေကဒေါပဲပါသွားတဲ့အတွက်အိတ်တာမစ္စရိယကုက္ကုဆာကြံရစ်ခဲ့ဌိနနဲ့မိဋ္ဌမှာထိပဲပါသွားတဲ့အတွက်ကြောင့်မိဆိုတဲ့မိဋ္ဌကြံရစ်ခဲ့တယ်ဒါပဲပေါ့၄ခုအဲ့ဒါဆိုရင်ဖြည့်တတ်ပြီနော်ဒါဆိုရင်ဒီတရားတွေဖြည့်ရင်တဲ့မြတ်စွာဘုရားဟောတယ်စိတ်အစဉ်မှာညှဉ်းနွမ်းလာတယ်တဲ့ပူလောင်တယ်ဟုတ်လားမောဟဖြစ်ရင်လောဘဖြစ်ရင်ရောစိတ်စဉ်ပူတာပဲညာလောဘဖြစ်ရင်စိတ်တွေပူလာတယ်လို့စိတ်လည်းညစ်မလာဘူးလားလူတွေပြောကြတယ်စိတ်ညစ်လိုက်တာစိတ်ညစ်လိုက်တာဆိုရင်ကျမတို့ကဘာကြောင့်ညစ်နေလဲဆိုတော့ခုအပြီးဓမ္မသိရင်စစ်ကြည့်ငါစိတ်ညစ်နေတာဘာကြောင့်ညစ်နေတာလဲဆိုရင်လောဘကြောင့်ညစ်နေတာလည်းဖြစ်နိုင်တယ်ဒေါသကြောင့်ညစ်နေတာလည်းဖြစ်နိုင်တယ်မာနကြောင့်ညစ်နေတာလည်းဖြစ်နိုင်တယ်အယူအဆလွဲလို့လည်းညစ်နေတာမရှိဘူးလားအဲဆိုကိလေသာ10ပါးလုံးဖြစ်လာစိတ်တည်ညစ်နွမ်းနေမှာပဲဟုတ်ပြီနော်ထိုနည်းတူဆိုတာဒီ10ပါးဖြစ်စိတ်အစဉ်ဒီအေးချမ်းလားပူလောင်လားဆိုရင်ပူလောင်နေဒါကြောင့်စိတ်အစဉ်ကိုပူလောင်စေတတ်ညင်နွမ်းစေတဲ့တရားကိုဘာလို့ခေါ်လဲကိလေသာအဲ့ဒီကိလေသာ10ပါးထဲမှာမှအဲ့ဒီကိလေသာလို့မေးရင်ဒါပဲဖြေရမယ်နော်စာမွေးမေးခွန်းမှာစိတ်အစဉ်ကိုညင်နွမ်းပူလောင်စေသောတရားလို့ပြောရင်ဘာပဲဖြေရမယ်ကိလေသာဒီလိုမလားပဲနဲ့တတ္တဝါတို့တန်တန်ဝဲမဲ့နဲ့မပယ်နိုင်သေးသည်၍အင်အားကြီးစွာကိန်းဝတ်နေသောကိလေသာကိုပြောပါဆိုရင်ဘာရေးရမှာအနုတ္တရရေးရမှာအင်အားကြီးစွာကိန်းဝတ်နေတဲ့ကိလေသာလို့ပြောရင်အနုတ္တရအဲ့ဒါမှားတော့မယ်နော်စိတ်အစဉ်ကိုညှဉ်းနှွမ်းပူလောင်စေတယ်လို့ပြောရင်ကိလေသာအင်အားကြီးတဲ့အတွက်မဲ့နဲ့ပယ်မှရမယ်ကိလေသာကိုရေးပါလို့ပြောရင်အနုတ္တယဒါဆိုရင်အနုတ္တယတရားဒီဘယ်နှပါလဲ9ပါးအဲ့ဒီ9ပါးဒီဓမ္မမေဆွေများကြည်အနုတ္တယတရား9ပါးဘာတွေလဲကာမရာဂအနုတ္တယဘဝရာဂအနုတ္တယပဋိက္ခာနုတ္တယမာနာနုတ္တယဒိဋ္ဌာနုတ္တယဝိသိကိစ္စနုတ္တယအဝိဇ္ဇာနုတ္တယအရေးကြီးတယ်တေချာကြည့်တရားကိုနဲ့ကြည့်မှရှင်းလို့ရမှာကာမရာဂနုတ္တယဒီဘာတရားကိုလောဘတရားကိုဘဝရာဂနုတ္တယရောလောဘတရားကိုပဋိက္ခာနုတ္တယသည်ဒေါသတရားကိုမာနာနုတ္တယသည်မာနတရားကိုဒိဋ္ဌာနုတ္တယသည်ဒိဋ္ဌိတရားကိုဝိသိကိစ္စနုတ္တယသည်ဝိသိကိစ္စတရားကိုအဝိဇ္ဇာနုတ္တယသည်မောဟတရားကိုဒါဆိုရင်ဟဲ့ဒီအနုတ္တယ9ပါးသည်တရားကိုယူလိုက်ရင်ဘယ်နှပါးလဲ6ပါးအဲ့ဒီ6ပါးသည်ဘာတွေလဲကြည့်လိုက်လောဘဒေါသမာနဒိဋ္ဌိဝိသိကိစ္စမောဟအဲ့ဒီတရား6ပါးလုံးသည်ကိလေသာပဲဒါပေမဲ့အဲ့ဒီကိလေသာထိုက်တဲ့ဒီ6ပါးသည်ဘာနဲ့ပယ်မှရလဲမဲ့နဲ့ပယ်မှရတယ်ဟုတ်လားမဲ့နဲ့ပယ်မှရတဲ့အင်အားကြီးတဲ့ကိလေသာကြီးနော်ဟုတ်လားဆိုင်ရာအကြောင်းနဲ့မတွေ့ရင်ငြိမ်နေတယ်ဆိုင်ရာအကြောင်းနဲ့တွေ့ရင်ထကြွလာတဲ့အတွက်ကိလေသာ10ပါးထဲမှာဟဲ့ဒီမှာပြန်ကြည့်ကိလေသာ10ပါးထဲမှာမဲ့နဲ့ပယ်မှရတဲ့ကိလေသာတွေကိုပြောပါလို့ပြောရင်ပြန်ပြီးဒါလေးတွေကိုအယောင်လေးတွေကျွန်မနည်းနည်းဖြတ်လိုက်ရှုပ်သွားပါစို့ကျမတို့ဒီဟာလေးကအရေးကြီးတဲ့နေရာလေးလောဘကိလေသာဒေါသကိလေသာမာနကိလေသာဒိဋ္ဌိကိလေသာဒီမှာဝိသိကိစ္စကိလေသာအဝိဇ္ဇဌိနကိလေသာဥဒိစ္စကိလေသာအာဟိရိကကိလေသာအနုတ္တပကိလေသာကိလေသာတရား10ပါးဓမ္မမိတ်ဆွေများဒီမှာသိချကြည့်ရမယ်ကိလေသာ10ပါးထဲမှာမဲ့နဲ့ပယ်မှရအဲ့ကိလေသာ10ပါးထဲမှာမဲ့နဲ့ပယ်မှရမယ်အားကြီးတဲ့ကိလေသာအနုတ္တယလို့မဆိုဘူးလားဒါဆိုရင်အနုတ္တယတရား10ပါးထဲမှာလောဘမပါနေဘူးလားအနုတ္တယတရား10ပါးထဲမှာဒီမှာလေကာမရာဂအနုတ္တယဘဝရာဂအနုတ္တယဒီလောဘမဟုတ်ဘူးလားလောဘပါမနေဘူးလား
အဲ့ဒီလောဘသည်ဘာနဲ့ပယ်မှရတာလဲအဲ့ဒီလောဘသည်ဘာနဲ့ပယ်မှရလဲဆိုရင်မဲ့နဲ့ပယ်မှရတာမဟုတ်ဘူးလားဒါဆိုရင်ကိလေသာထဲမှာရောလောဘမရှိဘူးလားဒါဆိုရင်အဲ့ဒီလောဘသည်အနုတ္တယလို့ရောခေါ်လို့မရဘူးလားဟုတ်ပြီနော်ကိလေသာမှာလောဘကိလေသာသည်အနုတ္တယမှာကာမရာဂအနုတ္တယဘဝရာဂအနုတ္တယအနေနဲ့တွားမှာမဟုတ်ဘူးလားဒါဆိုရင်ဒီလောဘသည်ကိလေသာထဲမှာပါနေတဲ့ဒီလောဘသည်အင်အားကြီးလို့လားအင်အားသေးတာလားအင်အားကြီးတဲ့အတွက် तू ကဘာနဲ့ပယ်မှာလဲမဲ့နဲ့ပယ်မှရမှာဖြစ်တဲ့အတွက်ကြောင့်ကိလေသာ10ပါးထဲမှာအနုတ္တယထိုက်သောကိလေသာကိုရှာရင်လောဘရောမရှိဘူးလားဒေါသရောမပါနေဘူးလားမာနရောမရှိနေဘူးလားဒိဋ္ဌိကောမရှိနေဘူးလားဝိသိကိစ္စရောမရှိနေဘူးလားမောဟကောမရှိနေဘူးလားဒါဆိုရင်ကိလေသာဘယ်နှပါလဲကိလေသာသည်10ပါးအဲ့ဒီကိလေသာဟာဒီ10ပါးထဲမှာအနုတ္တယထိုက်တဲ့ကိလေသာဘယ်နှပါးပါနေလဲငါဘယ်နှပါးပါနေလဲ6ပါးပါနေတယ်ဟုတ်လားဘာတွေလဲလောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာနကိလေသာဝိသိကိစ္စဒိဋ္ဌိကိလေသာဝိသိကိစ္စကိလေသာအဲ့ဒီကိလေသာ6ပါးသည်ရိုးရိုးကိလေသာလားအင်အားကြီးတဲ့ကိလေသာလားအင်အားကြီးတဲ့အတွက်ဟာဒီကိလေသာဟာဒီ6ပါးသည်တတ္တဝါတွေရဲ့တန်တန်မှာဆိုင်ရာအကြောင်းနဲ့မတွေ့ငြိမ့်နေတယ်မဲ့နဲ့မပယ်သေးတဲ့၍အဖန်ဖန်အထက်ထက်တလဲလဲဖြစ်ပေါ်တတ်တယ်အင်အားကြီးတဲ့ကိလေသာဖြစ်တဲ့အတွက်ကြောင့်ကိလေသာ10ပါးဝယ်အနုတ္တယထိုက်သောကိလေသာပြောရင်ဟဲ့ဒီ6ပါးပဲ1 2 6ပဲအဲ့ဒါမှတ်နားလည်ပြီနော်ဒါဆိုရင်အနုတ္တယမထိုက်တဲ့ကိလေသာဘယ်နှပါးကျန်သွားလဲ4ပါးကျန်သွားတွေ့လားအနုတ္တယမထိုက်တဲ့ကိလေသာဘယ်နှပါးလဲ4ပါးအဲ့ဒီ4ပါးသည်ဌိနဥဒိစ္စအာရိကအနုတ္တပအဲ့ဒီကိလေသာတွေအဲ့ဒီဌိနတို့ဥဒိစ္စတို့အာရိကအနုတ္တပဖြစ်ရင်လေတဲ့စိတ်စဉ်ညှဉ်းနှွမ်းတဲ့အတွက်ကိလေသာဖြစ်လာရင်ပူပန်တဲ့အတွက်ကြောင့်ကိလေသာသို့တော့ဟာဒီကိလေသာဟာဒီ4ခုသည်မဲ့နဲ့ပယ်ဖို့အထိအားကြီးเสียမလို့ဟုတ်လားဌိနဆိုတာငိုင်မြည်တဲ့သဘောမဟုတ်ဘူးလားဌိနဖြစ်လာရင်မဲ့နဲ့မပယ်မရွေ့စောင့်နေเสียမလို့ဌိနမြင်မျက်နှာထားသစ်လိုက်ရင်တော့ပျောက်သွားတယ်မဲ့ကြီးနဲ့ပယ်လောက်တဲ့အထိအားကြီးတဲ့ထဲမှာ तूမပါနေဘူးတွေ့လားတခါဥဒိစ္စစိတ်တွေပြန့်နေတာဆိုရင်လေဟလာလာတငယ်ချင်းရေဆိုပြီးတော့တခုခုကိုဆွဲပြီးတော့ခေါ်ဝါရင်လေဥဒိစ္စပျောက်သွားတာပဲဟုတ်တယ်လားစိတ်တွေပြန့်နေတတိပဲဟဲ့ဘာတွေတွေးနေတာလဲမတွေးနေနဲ့ဆိုရင်မဲ့နဲ့ပယ်စရာမလိုဘူးသူကဒီဟာဒါအင်အားကြီးတယ်လို့မသုံးတခါအာရိကမကောင်းမှုဒုစရိုက်တွေလောက်ရမှာရှက်တဲ့သဘောရှက်တာဒီမရှက်တဲ့သဘောဒီအာရိကမကြောက်တဲ့သဘောဒီအနုတ္တပါဟုတ်လားအခုကျမတို့စာရီသင်လာပြီဆိုရင်မဲမကောင်းမှုတွေလုပ်ရမှာငါတို့ဘိဓမ္မာမသင်ခင်ကတမျိုးဘိဓမ္မာသင်လာပြီဆိုသင်တန်းသွားတဲ့သူဘိဓမ္မာသင်တန်းနေတက်နေတဲ့သူကမကောင်းမှုတွေလုပ်ရမှာသူများကဲ့ရဲ့မှာဆိုတဲ့အတွက်ကြောင့်ရှက်လားမရှက်ဘူးလားရှက်တတ်တဲ့ဟိရိဝဖြစ်လာရင်အာယရိကပျောက်သွားပြီဥတ္တပဖြစ်လာရင်အနုတ္တပပျောက်သွားပြီတမာရိရလာရင်ဥဒိစ္စပျောက်သွားပြီဓမ္မမိတ်ဆွေများဟုတ်လားဒါဆိုရင်ဟရိတရား၄ပါးသည်ကိလေသာတော့ကိလေသာပဲအားကြီးတဲ့ကိလေသာမဟုတ်ဘူးတဲ့ကိလေသာ10ပါးဝယ်အားကြီးသောအနုတ္တယထိုက်သောမဲ့နဲ့ပယ်မရတဲ့အင်အားကြီးတဲ့ကိလေသာကိုပြောပါဆို6ပါးပဲပြောလို့ရတယ်ဒါဆိုရင်ကိလေသာ10ပါးနဲ့အနုတ္တယကိုရှင်ပြီးတော့စာမောမှာမေးခွန်းမေးပြန်ရောဟုတ်လားကိလေသာ10ပါးဝယ်မဲ့နဲ့ပယ်မရတဲ့အင်အားကြီးသောကိလေသာဘယ်နှပါးရှိပါသနည်းဆို6ပါးမဲ့နဲ့ပယ်စရာမလိုတဲ့ရိုးရိုးကိလေသာဘယ်နှပါးလဲ4ပါးဒါဆိုကိလေသာ10ပါးဝယ်အနုတ္တယကိလေသာသည်6ပါးရိုးရိုးကိလေသာသည်4ပါးဘာမှမပြောဘဲနဲ့ကိလေသာလို့ပဲတမန်မင်း10ပါးဖြည့်အင်အားကြီးတဲ့ကိလေသာဆိုရင်6ပါးအဲ့ဒါဒီတရားကိုဘက်ကပြောတရားလဲပြော9ပါးဖြစ်မသွားဘူးလားအနုတ္တယ9ပါးဖြစ်သွားတာတရားလို့ပြောရင်ဒီ9ပါးတရားကိုပြောရင်6ပါးဟုတ်လားဒါဆိုရင်မဲ့နဲ့ပယ်စရာမလိုတဲ့ရိုးရိုးကိလေသာဆိုဘယ်နှပါးလဲ4ပါးဒါဆိုရင်လာပြန်ပြီအာဟုတုစေတိ14ပါးပြန်ပြောမယ်နော်
အာဟုသောစေတိတ်14ပါးဝေကိလေသာထိုက်သောတရားဆိုရင်10ပါးကိလေသာမထိုက်ပဲကြံ့ရင်ခဲ့တာဒီ4ပါးအဲ့ဒီကိလေသာထိုက်တဲ့ဟာဒီ10ပါးတွေမှာမဲ့နဲ့ပယ်မရတဲ့အင်အားကြီးတဲ့ကိလေသာတွေကိုပြောပါဆိုရင်ဓမ္မမိတ်ဆွေများရှာတော့မယ်နော်မောဟအာရိကအနုတ္တပဥဒိစ္စတိကိလေသာရိုးရိုးကိလေသာပဲဟုတ်လားအဲ့ဒီအထဲမှာမဲ့နဲ့ပယ်မရမှာဒီပဲရလေမောဟအာရိကအနုတ္တပဥဒိစ္စတိမဲ့နဲ့ပယ်စရာမလိုဘူးလေတခါလောတရိ3ပါးမှာမဲ့နဲ့ပယ်မရမှာဒီလောဘလည်းပါတယ်ဒိဋ္ဌိလည်းပါတယ်မာနလည်းပါသွားပြီဟုတ်လားရှင့်တခါဒေါသတုတ်4ထဲမှာဒေါသသည်မဲ့နဲ့ပယ်မရတယ်ထိနာသည်မဲ့နဲ့ပယ်စရာမလိုဝိသိကိစ္စသည်မဲ့နဲ့ပယ်မရတယ်ဟုတ်လားရှင့်ဒါဆိုရင်ကိလေသာဘယ်နှပါလဲဆိုရင်ကိလေသာထိုက်သောတရားသည်10ပါး10ပါးထဲမှာမဲ့နဲ့ပယ်ရမှာသည်မောဟပါမယ်လောဘပါမယ်ဒိဋ္ဌိပါမယ်မာနပါမယ်ဒေါသပါမယ်ဝိသိကိစ္စဘယ်နှပါ6ပါးကိလေသာ10ပါးဝယ်အင်အားကြီးတာဘယ်နှပါ6ပါးမဲ့နဲ့ပယ်ရမယ်ဒါဆိုရင်ရိုးရိုးကိလေသာဘယ်နှပါလဲ4ပါးရိုးကိလေသာ4ပါးမှာအာဟိရိကရိုးကိလေသာမှာအာဟိရိကအနုတ္တပဥဒ္ဒစ္စဌိနရလားရှင်ဒါဆိုရင်ဓမ္မမိတ်ဆွေများအာဟုသောစေတိတ်14ပါးထဲမှာကိလေသာထိုက်တာဆိုပြီးမေခွန်းတစ်ခုကိလေသာမထိုက်တဲ့ရိုးရိုးအာဟုသောစေတသိက်ဆိုပြီးတော့ဒါမေခွန်းတစ်ခုဟုတ်လားရှင့်တခါကိလေသာ10ပါးထဲမှာအင်အားကြီးတဲ့ကိလေသာ6ပါးဆိုဆွဲထုတ်တာတစ်ခုအဲ့ဒါမျိုးဒီမေခွက်တွေဖြစ်သွားပါတယ်နားလည်သွားပြီလားရပြီနော်အဲ့ဒါဒီကျမတို့သိထားမယ်မှီလားဓမ္မမိတ်ဆွေများအဲ့ဒါလေးရသွားပြီးနောက်တစ်ခုသင်ရမယ်တဲ့1500ကိလေသာရေတွက်ပုံတဲ့ဟောကိလေသာလို့ပဲနာမည်တက်ရင်တော့ကိလေသာတရားဘယ်နှပါလဲဆိုရင်ကိလေသာတရားဘယ်နှပါလဲ10ပါးတတိထားတော့မေးခွန်းမေးတော့မယ်နော်ကိလေသာတရား10ပါးဝယ်အင်အားကြီးတဲ့ကိလေသာဘယ်နှပါလဲပြောရင်6ပါးရပြီနော်အဲ့ဒါကိုယ့်အကိုသိရမယ်ဒါဆိုရင်ကိလေသာဒီဘယ်နှပါရှိလဲ10ပါးအဲ့ဒီကိလေသာဒီအကျဉ်းအားဖြင့်ပြောရင်တော့10ပါးပါပဲတဲ့အကျယ်ချက်ရင်နဲ့1500ကျမတို့အဘိဓမ္မာမသိတဲ့သူတွေကတယောက်ချိတ်တိတ်ဆိုရင်လေဘလောက်ပေးရမလဲဆို1500ပေးဆိုပြီးပြောတာမရှိဘူးလား1500ဆိုတာကိလေသာမသိကြတဲ့သူတွေကဘာတွေပြောကြလဲဆိုလောကကြီးမှာတဲ့ချစ်သူဟလာအချင်းချင်းသမီးစားအချင်းချင်းဇနီးနဲ့ခင်မွန်းအချင်းချင်းချစ်ကြတဲ့အချစ်ကိုဘာလို့သုံးလဲ1500ချစ်လို့သုံးကြတယ်ကိလေသာနဲ့ချစ်တာတဲ့1500ချစ်မောင်နဲ့နှမအမေနဲ့မိဘနဲ့သားသမီးဆိုရင်928ဟုတ်လားမဟုတ်ဘူးလား928ဒါကြောင့်အဲ့ဒီလိုထင်နေပြီးတော့လောကထဲမှာသုံးနေကြတဲ့အတွက်ဟလာတယောက်ချိတ်တိတ်ပြောလို့ရှိရင်ဘာပြောလဲဆိုရင်1500နဲ့ချစ်ပါတယ်ဆိုရှင်ကဟလာဘလောက်ပေးရမဆို1500ဆိုရင်ကျမရှင်ကို1500တော့မပေးနိုင်ဘူးဟလာမောင်လိုနှမလိုပဲဆိုရင်ဘာပြောလဲ928နဲ့ချစ်ပါတယ်ဆိုရင်ရှင်နဲ့ကျမကြားမှာကွာဝေးတာဆိုပြီးအဲ့မှာအနှုတ်ပေါင်းလုပ်လိုက်တော့1500တဲကနေ928နဲ့နှုတ်လိုက်982ဆိုတချင်းအောင်ရှိသေးတယ်ဟုတ်တယ်လားရှင်နဲ့ကျမကြားမှာကွာဝေးတာ982ဆိုအေးအောင်နိဆိုတော့အေးအောင်ဆိုတာမရှိဘူးလားဒီနေရာမှာဟလာတယောက်ကိုတယောက်ချစ်တာ1500ပေါ့ကျမချစ်တာကတော့928ပေါ့ရှင်နဲ့ကျမကြားမှာကွာဝေးတာ982ဆိုတကယ်တမ်းအဲ့ဒါမသိလို့တချင်းရတဲ့ဆရာလဲဆက်တယ်လို့ဆိုတဲ့အဆိုတော်ကလဲဆိုမိတာပေါ့မသိမှမသိတာဆိုတော့တာဝန်ကရေးတဲ့အတိုင်းဆိုရမှာပေါ့အဲ့တော့ရေးတဲ့သူကမသိတာ1500ဆိုတာဒီတယောက်ချစ်တဲ့1500ဆိုတဲ့ကိလေသာပူလောင်တဲ့အချစ်မဟုတ်ပါဘူးတဲ့928ဆိုတာလဲမိဘနဲ့သားသမီးဟလာမောင်နဲ့နှမချစ်တာမ928ဆိုတာ928သွဲမေတ္တာပွားနည်းတဲ့928တဲ့မေတ္တာပွားနည်းမှာ
hả tây áo để tây áo awera hontu abya pissa hontu aniga hontu tuki atana pri harantu so bi ro tu le tu ကျမတို့ဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကျမတို့သင်တန်းမှာမေတ္တာပို့ယနေ့လူထမ်းသောအလူရှင်တွေဘေးရန်ကင်းကြပါစေအဝေရာဟွန်တုစိတ်ဆင်းရဲကင်းကြပါစေဟာလားကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ကြပါစေဆိုအဲ့ဒါတူလေးတူပဲနော်ဘေးရန်ကင်းကြပါစေအဝေရာဟွန်တုabya pissa hontu aniga hontu tuki atana pariharantu ဆိုတာကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်မိမိရဲ့ခန္ဓာကိုယ်ရွတ်ဆောင်နိုင်ကြပါစေဆိုတာ tuki atana pariharantu ဆိုတာဆရာကြီးဥတုခသူ့ရဲ့ရုပ်ရှင်နေကြရင်သူဆိုရင်အဲ့ဒါလေးအမြဲတမ်းရေးတယ် tuki atana pariharantu ဆိုတာကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်မိမိရဲ့ခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေအဲ့ဒီတူလေးတူနဲ့တတ္တဝါပုဂ္ဂိုလ်9ဦးနော်ပုဂ္ဂိုလ်9ဦးပုဂ္ဂိုလ်ရည်ညွှန်းနဲ့မရည်ညွှန်းတာပေါ်မူတည်ပုဂ္ဂိုလ်12ဦးနဲ့မြှောက်လိုက်ရင်12လေးလီ48ဖြစ်သွားတာနော်တပ်ပိတတ္တာတပ်ပိပါဏာတပ်ပိဘူတာတပ်ပိပုဂ္ဂလာတပ်ပိအတ္တဘာဝပရိယပန္နာဆိုပြီးတော့အလုံးသောတတ္တဝါတွေအလုံးသောအသက်ရှိတဲ့သူတွေအဝင်လေထွက်လေရှူတာစသည်စသည်ဖြင့်တော့နောက်ပြီးတော့အဲ့ထက်မှနောက်တစ်ခါရည်ညွှန်းပြီးတော့ခွဲခြားပြောတာ9ယောက်အဲ့ဒီမှာမိန်းမတွေယောက်ျားတွေပြီးပုထုဇဉ်တွေအရိယာတွေအပယ်လေးဘုံသားတွေလူတွေနတ်တွေပြမာတွေအကုန်ပါသွားတာအဲ့ဒီလိုပုဂ္ဂိုလ်12ဦးကိုခုန4နဲ့မြှောက်လိုက်ရင်12လေးလီ48မှာအရှိအရက်မျက်နှာအနောက်အရက်မျက်နှာဆိုအရက်10မျက်နှာနဲ့ထပ်မြောက်လိုက်ရင်480 480ကအရက်မျက်နှာ10မျက်နှာနဲ့မြောက်ရင်480မတတ်မှတ်တာက48ဆိုရင်480ထဲမှာ48နဲ့ထပ်ပေါင်းလိုက်ရင်928ဆိုပြီးတော့928တွဲမေတ္တာပွားနည်းထဲမှာဘယ်မောင်တဲ့နှမတွေဘယ်ကမလဲအဲ့ဒီမှာပုထုဇဉ်တွေအရိယာတွေရောမပါဘူးလားမိန်းမတွေယောက်ျားတွေအထီးအမတွေလည်းပါတယ်လူတွေနဲ့တည်းအပေဘုံသားတွေရောမပါနေဘူးလားအဲ့ဒါကိုမတိကြပဲနဲ့928တွဲမေတ္တာပွားနည်းက928တွဲမေတ္တာပွားနည်းလို့မတိပဲနဲ့မောင်နဲ့နှမဆိုလို့ရှိရင်မိဘနဲ့သားသမီးဆို928နဲ့ချစ်တယ်လို့ထင်ထားတယ်မှားတယ်အခုလေကိလေသာ1500ဆိုတာဇနီးခင်မွန်ချင်းချင်းချစ်နေတာဇလာချစ်သူသမီးစားချင်းချစ်နေတယ်လို့ထင်တယ်အခုကြည့်1500ကိလေသာရေတွက်ပုံဒီနေ့သင်တော့မယ်1500ကိလေသာဖြစ်လာတာဒီတဲ့ကြပြလေးကိုယင်ကြည့်နာနိလက်ကိုတီကိတန်တန်နဲ့မြောက်1500ရောက်တဲ့ဒါကြပြလေးချက်ထားတဲ့ခါအဲ့ဒီမှာနာနိလက်အဲ့မှာနန်းဆိုတာဒီအောက်မှာရေးထားတယ်စိတ်နဲ့စေတသိက်ကိုသုံးတာနာရပြောရင်ကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ကဲစေတသိက်ကဲမဟုတ်လားစိတ်တွေပဲလက်ပါတွေပဲဖြစ်ဖြစ်စိတ်ဒီအာယုန်တည်ခြင်းအတွက်ကြောင့်စိတ်ကိုတစ်စေတသိက်50နဲ့ဆိုနန်းဆိုရင်ဘယ်နှပါလဲ53ပါနိဆိုတာနိဗ္ဗာန်ယုတ်ဘယ်နှပါ18ပါပြီးရင်နာနိလက်ဆိုတာလက္ခဏာယုတ်4ပါလက္ခဏာယုတ်4ပါးမှာဥပ္ပစီယတန္တတိဇရတအနိစ္စတာနာနိလက်ကိုတီဆိုတဲ့အတွက်ကြောင့်အဲ့ဒီ3ခုကိုတီလိုက်ရင်နဲ့ဘယ်နှပါဖြစ်လဲဆို53ရင်18က4ရပေါင်းလိုက်လို့ရှင်ဘယ်လောက်ရလဲ85ပါနာနိလက်ကိုတီးတဲ့အဲ့ဒီ85ပါးဒီဓမ္မမိတ်ဆွေတို့ကျမတို့မှာအကုန်ရှိလားရှိတယ်ကျမတဏ္ဍာမှာလည်းစိတ်ရှိတယ်စိတ်တသိက်ရှိတယ်နိဗ္ဗာန်ယုတ်ရှိတယ်လက္ခဏာယုတ်၄ပါးအောင်မရှိဘူးလားအဲ့ဒါကိုတီးပြီးလို့ရှိကိလေသာနဲ့မြောက်တယ်ဆိုတော့ကိလေသာဘယ်နှပါ10ပါးဆိုတော့ကိလေသာ10ပါးနဲ့မြောက်လိုက်လို့ရှိရင်ဘယ်လောက်ရလာမလဲလို့ပြောရင်900နဲ့50ဖြစ်လာမယ်ဆိုကိလေသာ10ပါးထဲမှာလောဘရောမပါဘူးလားကျမတို့ခုပြောနေတဲ့ချစ်တယ်ဆိုတဲ့လောဘနဲ့မြောက်လိုက်ရင်လောဘနဲ့85မြောက်ရင်လောဘပေါင်း85လीဟုတ်လားဒေါသကိလေသာနဲ့မြောက်ရင်ဘယ်နှပါလဲ85မာနနဲ့မြောက်ရင်85ဆိုပြီးတော့ကိလေသာ10ပါးတစ်ပါးစီနဲ့ယူရင်85ပါးစီမရှိဘူးလား10ပါးဖြစ်တဲ့အတွက်ကြောင့်ဘယ်နှပါလဲ950တန်တန်နဲ့ဆိုတာတန်တန်ဆိုတာမိမိတန်တန်မှာဆိုလို့ရှိရင်မိမိတန်တန်ကိုအစ္ဆတာလို့သုံးတယ်သူများတန်တန်ဆိုရင်ဘဟိတလို့သုံးတဲ့အတွက်ဒါဆိုရင်မိမိတန်တန်မှာကိလေသာပေါင်းဘယ်လောက်ရှိနိုင်လဲဓမ္မမိတ်ဆွေတို့တန်တန်မှာ
မိမိတန်တန်လို့ပြောရင်950ပဲရှိမှာပေါ့သူတစ်ပါးတန်တန်ဆိုရင်950နှစ်ခုပေါင်းလိုက်တော့မှပါလေ1500ဟုတ်လားဒါဆိုရင်မင်းတို့ငါဟလာ1500နဲ့ချစ်ပါတယ်လို့ပြောတဲ့အခါမှာမှန်လားမှားလားစဉ်းစားကြည့်ကိုယ်တန်တန်မှာရှိတာ1500ရှိတာလား950ရှိတာလား950သူ့တန်တန်မှာရှိတာက950အဲ့ဒီ950ထဲမှာချစ်တယ်ဆိုတဲ့လောဘကြီးတစ်ခုတည်းပဲလားဘာတွေပါသေးလဲဒေါသကိလေသာမောဟကိလေသာမာနကိလေသာဒိဋ္ဌိကိလေသာတွေပါလားမပါဘူးလားဌိနာကိလေသာဝိသိကိစ္စကိလေသာတွေပါပါတယ်ဆိုတော့မင်းစီက1500လိုချင်တယ်လို့လာတောင်းရင်ပြန်ပြောလိုက်ကျမစီမှာထန်ကုန်ရှိတာဘယ်နှပါပဲလဲ950ပဲရှိတယ်ဟုတ်တယ်မဟုတ်ဘူးလားကိုယ်စီမှာရှိတာဘာပဲလဲ950ဆိုကျမစီကနေပြီးတော့1500လာတောင်းလို့တော့မရဘူး950ရှင်နဲ့ကျမနဲ့နှစ်ယောက်ပေါင်းမှ1500ဖြစ်မှာလေဟုတ်သလားအဲ့ဒါမသိပဲနဲ့ဒါဟလာဇနီးခင်မွန်းချစ်ရင်1500ချစ်နဲ့မင်းစီကနေပြီးတော့1500လိုချင်တယ်လို့လာတောင်းရင်ဒီနေ့သင်ပြီးပြီဖြေလိုက်ပါတော့ထန်ကုန်ပေးနိုင်ရင်950လို့ပေးလိုက်နိုင်ရင်ကောင်းလားမကောင်းလားအေးအဲ့ဒါကိုကြည့်လေအဲ့ဒါကိုပေးလဲပေးလိုက်ပြီး950အကုန်သာယူပါရှင်เนาะအဲ့ဒါဒီဟလာအကုန်လုံးပေးတယ်ပြောနိဗ္ဗာန်တပစ္စယောဟောတုဘောကိလေသာကုန်ရနိဗ္ဗာန်အတွက်ဝမ်းမြောက်ဝမ်းသာကိုပေးလိုက်ပါ950ပေးလိုက်ရင်ကျမတို့ကိလေသာကုန်သွားတာဆိုယဟန္တာဖြစ်သွားပြီမဟုတ်ဘူးလားအဲ့ဒါမတိကြတော့1500ဆိုဒီနေ့စာမေးပွဲအတွက်ပြောရင်ကိလေသာဒီအကျဉ်းဘယ်နှပါလဲ10ပါအကျယ်ချဲ့တော့950အဲ့ဒီအကျဉ်း10ပါကိုအကျယ်ချဲ့ပြပါဆိုရင်နာနိလက်ဆိုတဲ့85ပါးကို10ပါးမြောက်လိုက်ယူမှာပဲကိုနဲ့ပြောရင်950သူ့ဘက်ဆိုင်ကပြောရင်900ကျမတန်တန်မှာဘယ်လောက်ရှိမလဲ950ဟလာကျမတန်တန်မှာ950ထဲမှာလောဘပေါင်း85ဒေါသကိလေသာပေါင်း85ကိလေသာ10ပါးမလို့950ဓမ္မမိတ်ဆွေဘက်မှာ950မိမိတန်တန်သူတစ်ပါးတန်တန်နှစ်ဖက်ပေါင်းမှာ1500ဆိုရင်ဒီကနေ့အာကုတလသင်္ကဟဇယားကြီးရောအဓိပ္ပာယ်ရောအကုန်လုံးပြီးသွားပြီဖြစ်ပါတယ်ဟုတ်ပါလားရှင်ကျမတို့နောက်အပတ်တည်းကြာရင်နောက်သင်္ကဟဖြစ်တဲ့မိတ္တကသင်္ကဟတက်ပါမယ်ကဲဒီနေ့ဒီလောက်နဲ့ရပ်ပါမယ်ရှင်